အများကဘဝတစ်ခုရထားပြီဆိုလို့ရှိရင်အဲ့ဒီဘဝမှာပျော်ရွှင်မှုတွေနဲ့မိမိတို့လက်ရှိရထားတဲ့ဘဝလေးမှာရှင်းနှံ့ပြီးတော့ဘဝကိုဆွန့်လွတ်ရမှာကြောက်ပြီးတော့နေကြတယ်ဒါဘဝတဏှာလို့ဆိုတဲ့ဘဝပေါ်မှာသာဝရရှင်သန်နေတာကိုလိုလားကြသည့်အတွက်ကြောင့်ဘဝတဏှာမကင်းသေးတဲ့ပုဂ္ဂိုလ်တွေဟာဘဝပေါ်မှာတွေ့တာမှုရှိနေကြတယ်ဘဝဆိုတာခိုင်မြဲတာမဟုတ်ဘူးသင်္ခါရသဘောတရားအရာဖြစ်ချိန်တန်တုန်းကဖြစ်လာပြီးပြည့်ချိန်တန်တော့ပြတ်သွားမှာဆိုတဲ့သဘာဝတရားတွေကိုမစင်စားမိတဲ့အခါစိတ်ဟာအာယုန်တွေထဲမှာပဲပြောနေတယ်အဲ့ဒါတွေကိုစဉ်းစားမိလိုက်တာနဲ့တပြိုင်နက်စိတ်ထဲမှာဘာဖြစ်လာတော့ဆိုထိတ်လန့်သွားတယ်တုန်လှုပ်သွားတယ်နောက်ကလူတွေမှာဖြစ်တတ်ပါတယ်ဘသူဖြင့်ကွယ်လွန်သွားပြီဘသူဖြင့်အိဋ္ဌာရောက်သွားပြီဆိုရင်ထိတ်လန့်သွားကြတယ်တုန်လှုပ်သွားကြတယ်အဲ့ဒီသဘောလေးဟာတန်ဝေကဆိုတဲ့အဓိပ္ပာယ်ကသရဏီနဲ့ပြောမယ်ဆိုရင်တန်ဝေကဆိုတဲ့စကားလုံးလေးကအခြေခံတဲ့စကားလုံးကဝိဇီဆိုတဲ့တန်ရှင်းရှိတဲ့ဝိဇီဓာတ်ကတန်ရှင်းရှိတဲ့ဝိဇီဆိုတဲ့ပါဠိစကားလုံးကိုအဓိပ္ပာယ်ဖွင့်တဲ့အခါမှာဝိဇီဘယဆလနေတုကြောက်ခြင်းတုန်လှုပ်ခြင်းနဲ့တန်ဝေကရဲ့အဓိပ္ပာယ်ကကြောက်တယ်တုန်လှုပ်သွားတယ်သမန်ကာမဂုဏ်အာယုန်တွေမှာပြောနေတဲ့အချိန်မှာရှင်းနေနေကြရှင်းတတ်စရာမကောင်းတဲ့အချက်ကလေးတွေးလိုက်တန်ဝေကဖြစ်ဖွယ်ရအချက်ကလေးတွေးလိုက်တဲ့အခါစိတ်ထဲမှာတုန်လှုပ်ပြီးတော့ထိတ်လန့်သွားတာမျိုးလေအဲ့ဒါမျိုးလေးဟာတန်ဝေကလို့ခေါ်ပါတယ်ပုရုဇဉ်တွေမှာတော့ဒီတန်ဝေကလေးကတခဏလေးလောက်ပဲဖြစ်ပြီးတော့တော်ကြတော့ပြန်ငြိမ်းသွားတယ်ပျော်မြဲပြောနေကြပြန်တာပြန်ပြီးတော့ရည်မြဲရည်ပြုံးမြဲပြုံးဖြစ်သွားပထမလေးတော့ထိတ်လန့်တုန်လှုပ်သွားတာမျိုးလေးဖြစ်သွားအဲ့ဒီထိတ်လန့်တုန်လှုပ်မှုဆိုတာသူတော်ကောင်းတွေကြတော့ပြင်းပြင်းထန်ထန်ဖြစ်တယ်ပုရုဇဉ်တွေကြတော့ခပ်ပျော့ပျော့လေးဖြစ်တာဆိုအရှိန်သိမ့်မကောင်းတော့အဝိဇ္ဇာတို့တဏှာတို့ဆိုတဲ့အတွေ့အတာတရားတွေကပြန်ပြီးတော့ဖုံးလွှမ်းသွားတဲ့အခါရှိတဲ့တန်ဝေကလေးဟာပျောက်ထွက်သွားပြန်ဒါကြောင့်မို့တန်ဝေကဖြစ်เสียကျုံလာပြီဆိုလို့ရှိရင်တန်ဝေကများများဖြစ်အောင်ဆင်ញင်နှလုံးသွင်းပေးဖို့လိုအပ်တယ်အဲ့ဒါမှမိမိတို့စိတ်ထဲမှာတန်ဝေကစွမ်းအားတွေတက်လာတန်ဝေကစွမ်းအားတွေတက်လာတဲ့အခါမှာဘဝကိုညှင်းငွေတယ်ဆိုတာဖြစ်လာဘဝကြီးဆိုတာဒီလိုပဲမွေးလာလိုက်အိုလိုက်နာလိုက်သေသွားလိုက်နောက်ထပ်ပြန်မွေးလာလိုက်အိုလိုက်နာလိုက်သေလိုက်မဆုံးနိုင်တော့ဘူးဘယ်တော့မှမဆုံးဘဝကြီးကိုတွေ့တာနေသမျှဒီ process ကြီးကဘယ်တော့မှမလွတ်တော့ဘူးလို့ဖြစ်အိုနာတယ်ဒါကြီးကိုပဲမငြင်းငွေနိုင်ကြဘူးမငြင်းငွေနိုင်တာဘာကြောင့်လို့ဆိုရင်ခုနကဘဝတဏှာလေးအဝိဇ္ဇာလေးကဖုံးပေးတဲ့အခါမှာအမြင်ကလေးစောင်းသွားတယ်ဘဝတဏှာလေးကတွေ့တာလိုက်တယ်အဝိဇ္ဇာကနေပြီးတော့အမှန်မသိအောင်လှုပ်ပေးထားလိုက်ဘဝတဏှာတွေ့တာလိုက်တယ်ကိုယ့်ဟာကိုယ်ရှင်းနှံ့ပြီးတော့ဘဝထဲမှာဒုက္ခအမျိုးမျိုးခံလိုက်ရဒီလိုနဲ့ရှောင်လန်းပြီးတော့နေကြတာတန်ဝေခဆိုတာအမတန်မှဖြစ်ခဲ့တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကတန်ဝေကဖြစ်မှုနဲ့ပတ်သက်ပြီးတော့တရားနှစ်ပုဒ်ကိုဟောထားတာလေးရှိတယ်စကားလုံးလေးနှလုံးအဲ့ဒါလေးကိုမှတ်ထားဖို့ဒီနေ့နံပါတ်1စကားလုံးကဘာလို့ဆိုတံဝေစနိယေတုဌာနေတုတံဝေခောတဲ့တံဝေစနိယေတုဌာနေတုထိတ်လန့်တုန်လှုပ်เสียအကြောင်းတရားတွေပေါ်လာတဲ့အခါမှာတံဝေခောသင်္ခါရတရားတွေဘဝတွေရဲ့အပေါ်မှာထိတ်လန့်တုန်လှုပ်မှုဆိုတာဖြစ်ရမယ်တဲ့ဒါနံပါတ်1ထိတ်လန့်တုန်လှုပ်เสียအကြောင်းတွေနဲ့ဆုံးလာလို့ရှိရင်ထိတ်လန့်တုန်လှုပ်မှုဖြစ်ရမယ်
မဖြစ်သေးဘူးဆိုလို့ရှိရင်တို့တွေဟာနိဗ္ဗာန်နဲ့အတော်ဝေးနေသေးတယ်လို့ပြောတန်တရားထဲမှာပျော်တဲ့စိတ်တွေကအလွန်များလွန်အားကြီးနေတယ်အဝိဇ္ဇာရဲ့ဖုံးထားမှုတဏှာရဲ့တွေ့တာမှုတွေကအလွန်အားကောင်းနေသည့်အတွက်ကြောင့်လူတွေဟာမျက်ရည်လေးမှမချောက်ခင်ပြန်ပြီးတော့ရည်နိုင်တဲ့အနေအထားမျိုးပြန်ဖြစ်တယ်နော်မျက်ရည်တောင်မချောက်သေးဘူးပြန်ပြီးတော့တဟဲဟဲနဲ့ရည်လာအဲ့တော့တန်ဝေကတရားဆိုတာလည်းပဲစက္ကန့်ပိုင်းလေးလောက်ပြင်ဖြစ်ပြီးတော့နောက်ထပ်ပျောက်သွားပြန်ဘဝတဏရဲ့လှည့်စားမှုတွေအောက်မှာအပြုံးမပြတ်ပြန်ဖြစ်သွားနောက်တစ်ခါတွေးလိုက်ပြန်ထိတ်ခနဲ့ဖြစ်သွားပြန်ပြီးတော့အပြုံးမပြတ်နေလိုက်ပြန်တယ်တန်တရားကြီးဟာဒီလိုပဲဖြစ်အဲ့တော့ထိတ်လန့်တုန်လှုပ်เสียအကြောင်းတရားတွေဆိုတာဘာလဲဆိုတန်ဝေကဝတ္ထု၈မျိုးတဲ့တန်ဝေကဝတ္ထု၈မျိုးဆိုတာစာရဲပါလို့စာအုပ်ထဲမှာသာတွေ့နိုင်တာမဟုတ်ဘူးစာအုပ်ထဲတွေ့နိုင်တာတွေကိုပြောတာမဟုတ်ဘူးမိမိတို့နေ့စဉ်ဘဝမှာကြုံတွေ့နေတာတွေစဉ်းစားပဲကြည့်ပါတန်ဝေကဝတ္ထု၈မျိုးဆိုတာဇာတိမွေးဖွားလာတာလူတွေကလူလောကမွေးဖွားလာတဲ့အချိန်မှာလဲအငိုနဲ့စလာခဲ့တာငိုခြင်းတရားနဲ့စလာခဲ့ဘာဖြစ်လို့ဒုက္ခနဲ့စပြီးရင်ဆိုင်ကြရတာဟုတ်တော်တော်များများလူတွေဟာဘဝတစ်ခုအစပြုပြီဆိုရင်တော့မိခင်ဝမ်းကထွက်လာတဲ့အခါမှာပြုံးပြီးတော့ထွက်လာတဲ့ပုဂ္ဂိုလ်ရှိကောင်းရှိနိုင်တော့လဲငိုပြီးတော့ထွက်လာရတဲ့ပုဂ္ဂိုလ်တွေကများပါတယ်ဘုန်းကြီးတို့တခါတော့ကဂျာမနီသွားပြီးတော့မှသင်တော့ဘဝဟာအငိုနဲ့စခဲ့တယ်ဆိုတာလေးကိုပြောပြတို့တွေတော့ရည်ပြီးတော့ထွက်လာတဲ့ပြုံးပြီးတော့ထွက်လာတဲ့မငိုဘဲနဲ့မွေးလာတဲ့ကလေးမတွေ့ဘူးသေးဘူးဆိုတော့ဂျာမန်အမျိုးသမီးတယောက်ကရှိတယ်ဗျာတဲ့အဲ့လိုတော့ရှောက်တယ်နော်ရှိတယ်ရှားလိုက်မယ်ပေါ့ဘာဖြစ်လို့တော့ဆိုစရတဲ့ကဒုက္ခနဲ့ရင်ဆိုင်ကြရတာရင်ဆိုင်တော့အငိုနဲ့စလာဒါကြောင့်မို့ဇာတိရဲ့ဒုက္ခအမတန်မှကြီးတယ်တဲ့ကိုယ်တိုင်ဒုက္ခခံခဲ့တော့ကမမှတ်မိတတိတရားတွေအားနေလို့မမှတ်မိပြီပဲကိုယ်ရဲ့ငယ်ရွယ်သူလေးတွေလူဘဝရောက်ဖို့မွေးလာတဲ့အချိန်မှာအငိုနဲ့စနေကြရတယ်ဆိုတာတော်တော်များများသိရှိနေကြတယ်အဲ့ဒါကိုကြည့်ပြီးတော့လည်းပဲဘဝကြီးဟာကြောက်စရာကြီးပါလားတို့ဆိုတဲ့ထိတ်လန့်တဲ့စိတ်ကလေးတို့ဖြစ်ရမယ်ဒါလည်းတန်ဝေကပဲတဲ့မွေးဖွားတာကိုအကြောင်းပြုပြီးတော့တန်ဝေကသိပ်ပြီးတော့မဖြစ်ကြဘူးဟဲ့သားလေးမွေးတဲ့သမီးလေးမွေးတဲ့ဆိုပြောကြတယ်နော်တန်ဝေကဖြစ်ရမှန်းတော့မသိဘူးလူလောကဒါလည်းတန်ဝေကဖြစ်เสียအကြောင်းလေးတစ်ခုပဲနောက်တစ်ခုတန်ဝေကဖြစ်เสียတစ်ခုကဘာတော့ဆိုလူဘဝရောက်လာတဲ့ပုဂ္ဂိုလ်နုဖတ်ငယ်ငယ်လေးမွေးလာတော့လေတနေ့တခြားရင်းပြီးတော့လာလိုက်တာတဖြည်းဖြည်းအိုလို့အဖိုးကြီးဖွားကြီးဖြစ်သွားတယ်အဲ့ဒါလေလူတွေကတန်ဝေကဖြစ်ရမှမသိဘူးတဲ့ဒါတန်ဝေကဖြစ်เสียအကြောင်းတစ်ခုပါပဲရိုးနေပြီဒီစင်နဲ့အမြန်မြင်တွေ့နေရလို့အိုရာမင်းနာဘာမှကိစ္စမရှိဘူးတချို့အိုရာတောင်မှပဲအန်တုပြီးတော့သပင်ဖြူလို့ရှင်လဲဆေးဆိုးလိုက်သေးတာသွားကျိုးလဲစိုက်လိုက်တာပဲเนาะခုခေတ်ဆိုပို့ပြီးတော့ဟိုရင်းဖြစ်သေးပရေတွန့်လို့ရှင်ဘိုတောက်ဆေးထိုးပြီးတော့ပရေတွန့်တာတွေဖြေတယ်။ဥချင်းတရားကိုတန်ဝေကမဖြစ်ဖဲနဲ့ဥချင်းတရားကိုပဲဖုံးလို့ဖိလို့ပြောနိုင်ကြသေးတယ်တဲ့။တို့တွေဟာနိဗ္ဗာန်နဲ့တော့အတော်ဝေးနေသေးတယ်ဒီစိတ်ဓာတ်မျိုးနဲ့ဆိုရင်တန်တရားဝကလွတ်ဖို့ဘယ်တော့မှကြိုးစားမှာမဟုတ်ဘူး။ဘာဖြစ်လို့တန်ဝေကမှမဖြစ်တာဟုတ်။အိုရာလည်းသိမကြောက်သေးဘူး။နောက်နာခြင်းတရားတဲ့နေမကောင်းထိုင်မသာဖြစ်တာတို့ဖြာရာနာရာတို့သွားကြိုက်နာကြိုက်ကစပြီးဗျာဒိတရားဆိုတာခံကြရအဲ့ဒီဗျာဒိတရားဖြစ်လာလို့ရှိရင်လေဘဝကြီးဆိုတာဗျာဒိနဲ့လည်းမလွတ်ပါလားလို့ဆိုပြီးထိတ်လန့်တုန်လှုပ်ခြင်းဆိုတဲ့စိတ်ပေါ်ရမယ်တဲ့တန်ဝေကဖြစ်ရမယ်
ဒါလည်းပဲအမတန်မှဖြစ်ခဲတယ်မဖြစ်တဲ့လူကများနောက်တစ်ခုကဘာလို့ဆိုမရဏသိဆုံးခြင်းကိုရှိပါတယ်မဲ့တဖြုတ်ဖြုတ်သေသွားကြသေသွားတဲ့ပုဂ္ဂိုလ်ဒီကနေ့လာတော့တောင်လမ်းမှာအလောင်းတစ်လောင်းတွေ့ခဲ့သေးပြင်ထားတာဒီလိုပဲနေစဉ်နဲ့အမျှသေဆုံးနေကြတာကမ္ဘာလောကကြီးမှာရိုးရိုးသေးတာမပြောနဲ့ကိုတတ်သေးတဲ့လူတောင်မှပဲစက္ကန့်40မှာတယောက်နှုံးလောက်ရှိတယ်လို့တလောတုန်းကတွက်ပြထားတာတွေ့လိုက်တယ်ဘဝကြီးမှာအစင်မပြေလို့ဒေါမနတတွေလွှမ်းမိုးပြီးကိုတတ်သေးစူးစိုက်လုပ်တဲ့ပုဂ္ဂိုလ်ကစက္ကန့်40မှာတယောက်နှုံးလောက်ရှိနေတယ်များတယ်ပေါ့အဲ့ဒီသေဆုံးမှုကိုတွေ့လို့ရှိရင်လည်းပဲတန်ဝေကအထိတ်လန့်တုန်လှုပ်မှုဆိုတာလူထဲမှာဖြစ်ခဲတယ်တဲ့မဖြစ်ကြဘူးသိရင်ညာတော့အပြင်ဘာကြောင့်သေးတယ်သူသာသေးတယ်ငါမသေးသေးဘူးလို့ဒီလိုပဲတွေ့တာထိတ်လန့်တုန်လှုပ်မှုဆိုတာဖြစ်ခဲတယ်မြတ်စွာဘုရားကအဲ့လိုမဟုတ်တန်ဝေဇနိယေတုဌာနေတုတဲ့အခုဇာတိစရာဗျာတိမရဏဆိုတဲ့တန်ဝေကဖြစ်ဖွယ်အကြောင်းတရားတွေနဲ့ဆုံလို့ရှိရင်ထိတ်လန့်တုန်လှုပ်မှုဖြစ်ရမယ်တဲ့ဟောတာနံပါတ်1ဒါနိဗ္ဗာန်သွားဖို့လမ်းကြောင်းအတွက်အစပဲတုန်လှုပ်မှုဖြစ်ရမယ်အဲ့ဒီလိုမဖြစ်သေးဘူးဆိုရင်တော်တော်ကိုနှုသေးတယ်လို့ပဲအောင်မေ့ပေါ့တန်တရားထဲမှာကြာအောင်ပါပဲနိဗ္ဗာန်နဲ့ဝေးနေသေးတယ်လို့ပြောအောင်ကိုယ်တဏ္ဍာကိုဆုံးဖြတ်ကြည့်ဖို့အဝိဇ္ဇာတွေလည်းအာကြီးနေသေးတယ်တဏှာအတွေ့အတာတွေလည်းအာကြီးနေသေးတယ်အဝိဇ္ဇာနဲ့တဏှာတွေများနေမှတော့တန်တရားဟုတ်ကလွတ်ဖို့ဆိုတာမရှိသေးဘူးတန်ဝေကဖြစ်เสียအခု၄မျိုးရှိပြီဒါတွေကကြုံတွေ့နေကြတာပဲနောက်ထပ်တန်ဝေကဖြစ်เสียအကြောင်းတစ်ခုကဘာလဲဆိုအပါယဒုက္ခအပေပုံကြောက်ရောက်နေကြတဲ့တိရစ္ဆာန်တွေငရဲတိရစ္ဆာန်ပြိတ္တာအတူတကယ်လို့ဆိုတဲ့အပေ၄ပုံသားတွေရဲ့ဒုက္ခအဲ့ဒီဒုက္ခကိုစဉ်းစားဆင်ခြင်ခြင်းဖြင့်လေဘဝမှာထိတ်လန့်စရာကြီးပဲတဲ့ဘဝပေါ်မှာတွေ့တာမှုတွေကိုရှော့ချနိုင်ရမယ်ထိတ်လန့်စရာကြီးကိုမျက်စိအောက်မှာရှိတဲ့ငရဲတွေတော့ကိုယ်တိုင်မမြင်ရဘူးတရိษံလေးတွေကိုမျက်စိအောက်မှာလူတွေကအနိုင်ကျင့်ပြီးတော့တတ်ကြဖြတ်ကြစားကြတောက်ကြနေဒီလိုလူတွေအနိုင်ကျင့်ခံရတဲ့တရိษံလေးတွေကိုကြည့်ပြီးတော့ဘဝဆိုတာအမတန်ကြောက်စရာကောင်းပါလားလို့တန်ဝေကဖြစ်ရမယ်တဲ့ဒါကဒုက္ခတစ်ခုနောက်တစ်ခုစဉ်းစားကြည့်လိုက်ပါတို့ဒီဘဝမတိုင်ခင်ကသေးလာခဲ့တယ်ဖြစ်လာခဲ့တယ်မွေးလာခဲ့တယ်အိုးလာခဲ့တယ်နားလာခဲ့တယ်သေးလာခဲ့တယ်သေးလာလို့တို့ဒီဘဝရောက်လာကြတယ်အဲ့ဒီဒုက္ခတွေကနည်းသလားလို့ဆိုမနည်းဘူးတဲ့အဲ့ဒါအတိတေဝတ္တမူလကဒုက္ခအတိတ်ကိုပြန်ပြီးတော့မျှော်ကြည့်လိုက်လို့ရှင်လေဒုက္ခတွေများလိုက်တာလို့ဆိုပြီးဘဝပေါ်မှာတွေ့တာမှုလျှော့ချအောင်တွေးရမယ်စဉ်းစားရမယ်ဆင်ញင်သုံးသပ်ရမယ်နောက်တစ်ခုကဘာလဲဆိုရင်အနာဂတေဝတ္တမူလကဒုက္ခတန်တရားကြီးထဲမှာတို့မပြေဆုံးသေးဘူးဆိုရင်ဒီဘဝတည်သွားရင်နောက်တစ်ဘဝလာအောင်ပါပဲနောက်တစ်ဘဝမှာလည်းပဲဒီပုံစံပဲမွေးလာမယ်အိုးမယ်နားမယ်သိခြင်းဖြင့်အဆုံးသတ်မယ်ဒီတိုင်းပဲလာမယ်ဆိုတော့အခုဘဝဒုက္ခရောက်တယ်လို့ပဲနောက်ဘဝလည်းဒုက္ခတွေရောက်အောင်မှာပဲလို့တွေးကြည့်လိုက်လို့ရှိရင်ဘဝထိတ်လန့်စရာကြီးပဲဒီလိုမြင်လားဒါလည်းတန်ဝေကဖြစ်เสียအကြောင်းတစ်ခုလေနောက်တန်ဝေကဖြစ်เสียလက်ရှိဘဝလေးကိုကြည့်လိုက်ပါလက်ရှိဘဝကိုကြည့်လိုက်ပစ္စုပန်လက်ရှိဘဝမှာအာဟာရေပရိယေတနာအာဟာရပရိယေတနာဒုက္ခလက်ရှိဘဝမှာလူတွေဟာချမ်းချမ်းမနေနိုင်ကြဘူးပတ်စံရှိတဲ့လူရောမရှိတဲ့လူရောချမ်းသာတဲ့လူရောဆင်းရဲတဲ့လူရောဘယ်သူမှချမ်းချမ်းမနေနိုင်အောင်ဘာအတွက်စားစရာရှားနေကြ
စားစရာရှားနေကြဘယ်သူပဲဖြစ်ဖြစ်စားစရာရှားနေကြတာအသက်ရှင်ရေးအတွက်လုံးဝနေကြတနေ့တည်းလည်းမဟုတ်ဘူးတလတည်းလည်းမဟုတ်ဘူးတနေ့တည်းလည်းမဟုတ်ဘူးမသေးမချင်းအဲ့ဒီဒုက္ခကြီးကလည်းအမတန်မှကြီးတယ်ဒါကြီးလည်းတန်ဝေကဖြစ်เสียရပဲဆိုတော့ပေါင်းလိုက်တဲ့အခါကျတော့တန်ဝေကဝတ္ထု10မျိုးဆိုတာဒါကိုပြောတာအဲ့ဒီတန်ဝေကဖြစ်เสียအကြောင်းတွေစုံစည်းလာလို့ရှိရင်တန်ဝေကဖြစ်ရမယ်လို့မြတ်စွာဘုရားဒီလိုခေါ်တယ်တံဝေဇနိယေတုဌာနေတုတံဝေကောတံဝေဇနိယေတုဌာနေတုတံဝေကဖြစ်เสียအကြောင်းတို့နဲ့တိုက်ဆိုင်လာတဲ့အခါမှာတံဝေကောစိတ်ထဲကထုတ်လို့ထိတ်လန့်တုန်လှုပ်လာခြင်းလို့ဆိုတဲ့တံဝေကတရားသည်ဟောတိစင်စစ်မသွေဖြစ်ရပါပေဒါလူတိုင်းမှာဖြစ်တဲ့ဟာတစ်ခုတဲ့ကဲဒါဖြင့်တံဝေကတော့ဖြစ်ပါရဲ့မလုပ်အောင်အဲ့ဒီအဆင့်ကြတော့လူတိုင်းမရောက်တော့အခုလောကလူတွေဟာဒုက္ခဒုက္ခလေးကြုံလိုက်ရင်တော့စိတ်ထဲမှာစိတ်ပြည့်ငြင်းငွေပြီးတော့ထိတ်လန့်သွားတဲ့စိတ်ကလေးတော့ဖြစ်ကြခုနဘသူဖြင့်ကွယ်လွန်နေဆရောက်သွားပြီစိတ်ထဲမှာထိတ်ခနဲ့ဖြစ်သွားသို့တော့အဲ့ဒီထိတ်လန့်တုန်လှုပ်မှုကအရှိန်အမတန်သေးတော့မိဘွားလေးလိုပဲလွင့်ပြီးငြိမ်းသွားတာမပေါ်လာတော့မပူနိုင်ဘူးမလောင်နိုင်ဘူးတန်ဝေကတရားလေးအစွမ်းမထက်ပြင်းပြင်းထန်ထန်ဖြစ်လာဖို့လိုအပ်တယ်တန်ဝေကကြည့်လေတမန်ပုဂ္ဂိုလ်တွေနဲ့မခထေဝါလို့လည်းခေါ်တယ်နေမြမင်းလို့လည်းခေါ်တယ်ဖះလောင်းတန်ဝေကဖြစ်ပုံလေးကိုနည်းနည်းကြည့်မဂဒေဝမင်းကြီးအမတမအသက်ရှည်တဲ့ခေတ်ကာလမှာလူဖြစ်တယ်နှစ်ပေါင်းများစွာဘဝမှာအတွေ့အတာနဲ့အပျော်တွေနဲ့အမတမပျော်ရွှင်ပြီးတော့နေတဲ့မဂဒေဝမင်းကြီးဟာစဉ်းစားဉာဏ်ရှိတော့သူစဉ်းစားတယ်ငါတစ်သလုံးဒီလိုပြောနေမလားငါရဲ့ခန္ဓာကိုယ်ဟာလည်းတစ်သလုံးဒီလိုပဲနုပြိုနေမှာလားလို့ဆိုတော့ကိုယ်ရှိကသွားတဲ့ပုံကိုယ်တွေကိုကြည့်ပြီးတစ်သက်လုံးတော့ပျော်ရမှာမဟုတ်ဘူးတစ်သက်လုံးနဲ့နုပြိုနေမှာမဟုတ်ဘူးဘာလို့ဆိုကိုယ်ရှိကအမေတွေအဖေတွေအဖိုးတွေဖွားတွေကြည့်ရင်သိတာသူတို့သွားတဲ့လမ်းကြောင်းငါလျှောက်လမ်းရမှာပဲဘလောက်ပဲအသက်ရှင်နေဒီနေ့ဒီခရီးရောက်လာမှာပဲဒီမှတ်တိုင်ကိုကြော်လို့မရဘူးသူကောင်းကိုမုတ်စိတ်တို့ဘာလို့ပြုပြင်ပေးတဲ့စတ္တာတိကိုမှားထားတယ်ငါတွေ့ဘူးတယ်ငါအဖေတွေအဖိုးတွေဖွားတယ်ငါကတော့သပင်ဟာပထုံးရောင်စံကေတာဆိုပြီးတော့နဲ့ပြီးတော့အယောင်တောက်အသက်ရွယ်ကြီးလာတဲ့အခါကျတော့သပင်တွေကဖြူကုန်ငါလည်းပဲအဲ့ဒီလိုငါကောင်းပေါ်မှာသပင်ဖြူလာလိုက်အဲ့ဒီသပင်ဖြူကလေးများတပင်လောက်တွေ့ရင်ငါပြောပါကွာမှားထားတာနော်မင်းသပင်ဖြူလေးတစ်ခုတွေ့အောင်ရှာနိုင်ပြီဆိုရင်ငါဆုချမယ်လို့ပြောတော့ဘယင်ရဲ့ခေါင်းကိုဖိပေးတိုင်းဆံပင်ကိုပြုပြင်ပေးတိုင်းသပင်ဖြူများတွေ့လေမလားလို့နှစ်ပေါင်းမြောက်များစွာရှာကြတယ်မတွေ့သေးဘူးနှစ်ပေါင်းမြောက်များစွာကြာတဲ့အခါကျတော့သပင်ဖြူလေးတစ်ပင်တွေ့ကြည့်စတ္တတိကတော့ဆုရမှာမို့ဘဂဒေဝမင်းကြီးကောင်းကသပင်လေးအဖြူပင်လေးတစ်ချောင်းတွေ့တော့ဝမ်းသာလိုက်တာသူကပျော်သွားတာပျော်နေတာလူဆိုတာကိုယ်အတွေ့နဲ့ကိုယ်နော်သပင်ဖြူလေးတော့တွေ့ပြီဆိုပြီးတော့ရွှေညက်ကလေးနဲ့ရွှေမွေးညက်ကလေးနဲ့အဲ့ဒီသပင်ဖြူလေးကိုရအောင်နှုတ်လိုက်နှုတ်ပြီးတော့အရှင်မင်းတရားရဲ့ခေါင်းမှာသပင်ဖြူလေးတစ်ခုတွေ့နေပါပြီဆိုပြီးတော့ဘုရင်ကြီးကလက်ဖွားလေးဖြန့်ခံလိုက်တဲ့အခါမှာအဲ့ဒီလက်ဖွားပေါ်မှာရွှေမွေးညက်ကလေးနဲ့နှုတ်ထားတဲ့သပင်ဖြူကလေးတစ်ချောင်းပဲတွေ့သေးတာနော်အဲ့ဒီသပင်ဖြူကလေးတစ်ချောင်းကိုလက်ဖွားပေါ်မှာတင်ပေးလိုက်မဂဒေဝမင်းကြီးကငါကောင်းမှာသပင်ဖြူလေးတစ်ချောင်းတွေ့ပြီဆိုလိုက်တာနဲ့အဲ့ဒါလေးကိုမြင်ပြီးတော့
တန်ဝေကစိတ်ထဲကထိတ်လန့်တုန်လှုပ်သွားတာဘလောက်ထိအောင်ဖြစ်တုံးဆိုရင်ချွေးတီတီကြတယ်ချွေးကိုပြန်သွားတာနော်ဆိုရင်မြူလေးတစ်ချောင်းတွေ့တာနဲ့ချွေးပြန်ရကြောက်ရွံ့တုန်လှုပ်ပြီးတော့ထိတ်လန့်သွားလိုက်တာတန်ဝေကစိတ်တွေဖြစ်လိုက်တော့အော်ဘဝကြီးဟာငါထာဝရနုပြိုနေမယ်လို့ထင်တာကြည့်ငါဆိုပဲအနက်ကဖြူသွားပြီနဲ့ဆိုပြီးတော့တန်ဝေကဖြစ်လိုက်တာတကူလုံးချွေးတွေပြန်လို့ဘလောက်ထိအောင်ပြန်တုံးဆိုလို့ရှိရင်ဝတ်ထားတဲ့အဝတ်ဟာယေရှုအဝတ်ကိုညှစ်ယူရသလောက်ယေရှုအဝတ်ကိုညှက်လိုက်တဲ့အခါမှာရေတွေထွက်သွားတယ်လို့ပဲအဲ့ဒီဝတ်ထားတဲ့အဝတ်ဟာချွတ်ပြီးတော့ကိုညှစ်ယူရလောက်အောင်ချွေးတွေပြန်တယ်လို့ပြောတယ်အင်မတန်မှပြင်းထန်တဲ့တန်ဝေကစိတ်လို့ပြောတာဒီကနေ့ခေတ်တော့ဘယ်ပြန်လိုက်ပဲနော်ချွေးပဲထွက်စပယ်မျိုးတစ်ချောင်းမပြောနဲ့တကောင်လုံးဖြူလည်းမထွက်ဘူးဘာဖြစ်လို့တန်ဝေကစိတ်ကအမတန်နေတာဟုတ်တန်ဝေကစိတ်နဲတယ်ဆိုတာဘာကြောင့်နဲလဲဆိုခုနကအဝိဇ္ဇာကအမှန်မသိအောင်ဖုံးပေးထားတယ်ဘဝတဏှာကတွေ့တာအောင်ဆက်ဆောင်ထားတယ်ပေါ့အဲ့ဒါကြောင့်မို့လို့ပျော်ပြီးခြင်းနဲ့တန်ဝေကဖြစ်စရာတွေတွေ့ပြီမဲ့လို့တန်ဝေကဆိုတာမဖြစ်ဘူးတဲ့ဒီလိုဖြစ်တယ်အဲ့တော့တန်ဝေကဆိုတာဖြစ်ရမယ်ဖြစ်ရင်တော်တော်အစင်တန်းမြင့်သွားပြီလို့ပြောဒီစိတ်ဓာတ်မျိုးဟာမွေးမြူပေးရမယ့်စိတ်ဓာတ်မျိုးလို့ခေါ်တယ်ထိတ်လန့်နေဆိုတာတစေကြောက်တယ်လို့ကြောက်တဲ့ဟာမျိုးမဟုတ်ဘူးဘဝကြီးကိုကြောက်တာသင်္ခါရတရားတွေပေါ်မှာလန့်လာမလို့ချင်တော့ဘူးဒီဘဝကြီးကိုလိုက်နာလိုက်သိလိုက်ဒီဘဝကြီးငါမလို့တော့မလို့ချင်တော့ဘူးဆိုတဲ့စိတ်တွေဖြစ်လာလို့ကြောက်လာဘဝကြီးကိုကြောက်လာအဲ့ဒီလိုကြောက်ရွံ့လာတဲ့တုန်လှုပ်လာတဲ့စိတ်ကတုန်လှုပ်လာတဲ့စိတ်ဓာတ်မျိုးဖြစ်လာတာတန်ဝေကအတိညာရှေ့သွားပြုတ်ပြီးတော့တုန်လှုပ်ခြောက်ခြားသွားတဲ့စိတ်ပဲတန်ဝေကဖြစ်ပေါ်ရအကြောင်းတရားတွေကနေပြီးတော့ဆွဲကင်လှုပ်လိုက်သည့်အတွက်ကြောင့်သူတော်စင်သူတော်မြတ်တွေရဲ့စိတ်ထဲမှာဆိုရင်ဒါကြီးကလုံးဝပြောင်းရွှေ့လို့မရတော့ကြည့်လေဗုဒ္ဓဝင်ဖတ်ဖူးတဲ့ဗုဒ္ဓဘာသာဝင်တွေအားလုံးကဗုဒ္ဓဝင်သိနေတာနမိတ်ကြီးလေးပါတွေ့လို့တောထွက်တယ်ဆိုတာအားလုံးသိတာဒါတန်ဝေကပဲနမိတ်ကြီးလေးပါတဲ့ကရှေ့သုံးပါးထိတာသူ့သူနာသူသေးပြင်လိုက်တာနဲ့ဘုရားလောင်းဟာဒီစိတ်ဟာဖြောက်လို့မရတော့ဖြောက်လို့မရတော့စိတ်ထဲမှာတုန်လှုပ်နေငါအိုရအောင်မယ်ငါလည်းနာရအောင်မယ်ငါလည်းသေရအောင်မယ်ဆိုတဲ့စိတ်ဟာဖြောက်လို့မရဖြောက်မရသည့်အတွက်ကြောင့်ဓာကြီးကလွတ်အောင်ရှာမယ်ဓာကြီးကလွတ်တဲ့နေမတွေ့အောင်ရှာမယ်ဆိုပြီးတောထွက်ပြီးရှာခဲ့တာလေဟောပြင်းထန်တဲ့တန်ဝေကကြတော့အဲ့လိုတန်ဝေကစိတ်ကမပြင်းထန်ဘူးဆိုရင်တစ်စက္ကန့်လောက်ဖြစ်ပြီးတော့ငြိမ်သွားပြီးဒုံရင်းတိုင်းပဲပြန်ဖြစ်ပျော်မြဲပျော်ပြုံးမြဲပြုံးဒီလိုပဲပြန်ဖြစ်တယ်အေးကောင်းပြီတန်ဝေကဖြစ်လာပြီဆိုရင်နောက်ဆက်တွဲလောက်ရမယ့်အလုပ်တစ်ခုကဘာလို့ဆိုတန်ဝိခတ္တစယောနိသောပဓာနံတန်ဝိကတတန်ဝေကဖြစ်ပြီးတဲ့ပုဂ္ဂိုလ်မှာယောနိသောပဓာနံမှန်ကန်တဲ့နိလန်းနဲ့ကြိုးပမ်းအထောက်မှုရှိရမယ်တဲ့အဲ့ဒါတခုကအရေးကြီးတယ်တန်ဝေကတော့ဖြစ်ပါရဲ့ခပ်ပြော့ပြော့တန်ဝေကလေးဖြစ်သည့်အတွက်ကြောင့်ထိုတန်ဝေကရဲ့တွန်းအားကမရှိသည့်အတွက်ကြောင့်နောက်ဆက်တွဲလောက်ရမယ်နောက်တစ်ခုလောက်ရမယ်အလုပ်ကမလုပ်တော့မကြိုးစားတော့ဖះလောင်းကြတော့တန်ဝေကဖြစ်တယ်သူနာသူတွေမြင်ပြီးတော့တန်ဝေကတွေဖြစ်တယ်စိတ်ထဲမှာဖြောက်လို့မရသည့်အတွက်ကြောင့်မလုပ်လေယောနိသောပဓာနာမှန်ကန်တဲ့နိလန်းနဲ့အိုခြင်းနာခြင်းသိခြင်းကိနဲ့တရားရအောင်ရှာမယ်ဆိုလုပ်တယ်ဒီလိုဆိုလိုတာပေါ့အဲ့တော့တန်ဝေကဖြစ်လာပြီးရင်တန်ဝေကမပြောက်ခင်တန်ဝေကစွမ်းအားတွေတဖြည်းဖြည်းတွန်းအားတွေများလာသည့်အတွက်ကြောင့်တမ္မာဘဝမှာမနေနိုင်တော့ပဲနဲ့ဒီဒုက္ခတွေကဒီဘဝတန်တရားကြီးကလွတ်အောင်ငါကြိုးပမ်းအထုတ်တော့မယ်လို့ဆိုတဲ့ကြိုးပမ်းအထုတ်မှုဆိုတဲ့ဆက်ပြီးလုပ်ရမယ့်အလုပ်ကိုလုပ်တယ်လို့ဟောမြတ်စွာဘုရားကဒီလိုတရားနှစ်ပုဒ်ကိုဟောထားတာဒါနိဗ္ဗာန်ရဖို့ရအတွက်ဟောဒီနံပါတ်1ကတန်ဝေကဖြစ်เสียကြုံရင်တန်ဝေကဖြစ်ပါတဲ့တန်ဝေကဖြစ်ပြီးလို့ရှိရင်နိမ္မာန်လမ်းမှန်ကြိုးစားအထုတ်ပါတဲ့ဟောဒီနှစ်ခုကောင်းပြီအခုဘုန်းကြီးတို့တွေတန်ဝေကဖြစ်เสียနဲ့ကြုံလာ
ကျုံလာတဲ့အခါနိမန်လမ်းမှဘာအထုတ်ကြမလဲဘာလုပ်ကြမလဲတံဝေကစိတ်တွေဖြစ်လာကြပြီတို့ရဲ့ယေရှုရှင်တို့ပေါ်မှာဆုံးမဩဝါဒပေးပြီးကောင်းရကောင်းကြောင်းညွှန်ကြားနေတဲ့ယေရှုရှင်ဆရာတော်ဘုရားကြီးပြန်တော်မူသွားတယ်တံဝေကစိတ်တွေပွားလာဘဝဆိုတာအမတန်ကြီးမြတ်တဲ့ပုဂ္ဂိုလ်တွေကိုလည်းချွင်းချက်မထားပါလားဘဝဆိုတာဒီလိုဒုက္ခတွေနဲ့ရင်ဆိုင်ရတာပါလားလို့တံဝေကစိတ်လေးဖြစ်အဲ့ဒီဖြစ်ပေါ်လာတဲ့တံဝေကစိတ်ကလေးကိုဘယ်ထိအောင်တည်သွားရမလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားဟောထားတယ်မရဏတတိဘာဝနာလို့ခေါ်တယ်သိခြင်းတရားပေါ်မှာမေ့မထားတဲ့ဘာဝနာတရားကိုအထောက်အောင်လူတွေမှာတရားအထောက်ရမယ်လို့ဆိုလိုက်တာနဲ့တရားရိပ်တာတွေကိုသွားပြီးတော့မြင်မနေနဲ့တရားအထုတ်တယ်ဆိုတာဘယ်နေရာမှာဆိုအထုတ်လို့ရကိုယ်အိမ်မှာလည်းအထုတ်လို့ရတယ်သွားရင်လာရင်လည်းအထုတ်ရတယ်နော်တရားအထုတ်ရမယ်ဆိုတာနဲ့မျက်စိထဲမှာကမ္မထမ်းထိုင်နေတာတွေကြီးပဲသွားမမြင်နဲ့မရဏတတိဘာဝနာပွားများအထုတ်ရမယ်မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကအာလဝီပြည်ဖရာကြွတဲ့အချိန်မှာမရဏတတိကမ္မထမ်းကိုဟောခဲ့တယ်။ဘာလဲသိခြင်းတရားဟာမြဲတယ်အသက်ဆိုတာမမြဲဘူးလူတွေရဲ့အသက်ဟာသိခြင်းတရားမှာအဆုံးသတ်တယ်လို့ဒါကိုပွားများရမယ်လို့ဒီလိုဟောထားတာ။နောက်3နှစ်ကြာတဲ့အခါကျတော့မြတ်စွာဘုရားအဲ့ဒီတိုင်းပြည်ကိုပြန်ကြွလာအဲ့3နှစ်ပြန်ကြွလာတဲ့အခါမှာတရားနာပရိသတ်တွေထောင်တောင်းချီတဲ့ပရိသတ်တွေမြတ်စွာဘုရားကမရဏတတိဘာဝနာကမ္မထအာထုတ်ဖို့ဟောကြားထားခဲ့ပေမဲ့လို့အာထုတ်တဲ့ပုဂ္ဂိုလ်တရားအောင်မှရှိဖို့မပေါ်ဘူးအဲ့ဒီထဲမှာထူးထူးခြားခြားရက်ကန်းတဲ့အမျိုးသမီးလေးရက်ကန်းရစားတဲ့အမျိုးသမီးလေးဟာထူးထူးခြားခြားဘုရားဟောထားတဲ့မရဏတတိဘာဝနာ3နှစ်တိတိသူကပွားလာခဲ့အားလုံးလည်းကြားဖို့ကြလိမ့်မယ်ရက်ကန်းတဲ့သမီးလေး3နှစ်တိတိသူကသိခြင်းတရားနဲ့ပတ်သက်ပြီးတော့ဘဝခရီးမှာရှောက်လန်းရပုံဘဝရဲ့အခက်အခဲတွေဒုက္ခရောက်ပုံတွေတန်ဝေကဖြစ်เสียရတယ်သူစိတ်ထဲမှာတွေးပြီးသိခြင်းတရားကိုမမေ့တဲ့စိတ်ဓာတ်သူတဏ္ဍာမှာဝါများအထုတ်ဖခင်က3နှစ်ကြာလို့ပြန်ပြီးတော့တရားဟောမလို့လာတဲ့အခါကျတော့အဲ့ဒီအမျိုးသမီးလေးတယောက်ပဲမရဏတတိပွားတာကျန်တဲ့ပရိသတ်ကြီးတယောက်မှမပွားဘူးမျိုးသမီးလေးကလည်းတရားပွဲကိုအဲ့ဒီနေ့ကရုတ်တရက်ရောက်မလာဘူးနောက်ကျပြီးမှရောက်လာတယ်ဘုရားကတရားမဟောဘဲနဲ့စောင့်နေတယ်ဟောအမျိုးသမီးလေးရောက်လာတော့ဘုရားကအမူအရာပြတာနဲ့အမျိုးသမီးလေးကဘုရားအနီးထီအောင်အလယ်လမ်းကျောကနေဝင်လာတာရက်ကန်းယုံသွားမလို့လာတာဘုရားတရားဟောတယ်ဆိုလို့သူဝင်လာခဲ့တယ်အဲ့ဒီမှာမြတ်စွာဘုရားကသူကမ္မထမ်းတရားပွားများအားထုတ်တာကိုသိလို့မိဂုံးလေးတွေမေးလိုက်တယ်လေဘယ်ကလာတာလဲဆိုမိဂုံးမေးတယ်နံပါတ်1ဘယ်ကလာတာလဲဆိုတော့ तू ကလွန်ခဲ့တဲ့3နှစ်လောက်ကဟောထားတဲ့တရားကိုခေါင်းထဲမှာစွဲနေသေးတာအဲ့တော့ဘယ်ကလာသလဲလို့မေးတော့မသိပါဗျာလို့ဖြေတာနော်ဘယ်ကလာလဲမသိပါဗျာဆိုဟိုတရားမထုတ်တဲ့လူတွေကဟဲ့ဒီကောင်မလေးဘာတွေလျှောက်ပြောတော့အိမ်ကလာတာသိရတဲ့နဲ့ဘယ်ကလာတော့မသိပါဗျာဖြေရမလားပေါ့မဟုတ်ဘူး तू ကတော့ဓမ္မမေခွန်းဆိုတော့ तू ဖြေတာကမှန်တယ်လေမြတ်စွာဘုရားမေးလူတာကဘယ်ဘဝကလာတာတုံးလို့မေးလိုက်တာ तू ကသိချင်းတရားကိုခုနကတန်ဝေကဖြစ်เสียတွေကိုတွေးပြီးတော့ပွားများအထုတ်ထားတဲ့ပုဂ္ဂိုလ်ဆိုတော့မင်းဘယ်ကလာတာတုံးဆိုတာဘယ်ဘဝကလာတာတုံးလို့မေးလို့ရင်းဆိုတာဘုရားအာဘော်သိတော့တပည့်တော်မသိပါဘုရားလည်းရှောက်တယ်ဘယ်သွားမလို့တုံးဆိုတော့လေမသိပါဘုရားပဲရှောက်တယ်အေးဘေးကလူတွေကဟာဒီကလေးမှဘုရားနဲ့ဘာတွေပြောနေမှမသိဘူးရက်ကန်းယုံသွားမှသိရတဲ့နဲ့မသိပါဘုရားရှောက်နောက်မြတ်စွာဘုရားကသိရလားလို့မသိဘူးလားလို့မေးလိုက်တယ်တတိယမေးခွန်းကြတော့မသိဘူးလားဆိုတော့သိပါတယ်ဘုရားသိရလားလို့ဆိုမသိပါဘုရား
သူဖြေတာတွေကတာမန်ပုဂ္ဂိုလ်တယောက်အနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်ဖယားနဲ့ရည်စရာပြောနေတယ်လို့ဖြေအဖြေမျိုးဖြစ်နေတယ်သို့တော့သူကမရဏတတိဘာဝနာကိုအထောက်ထားတဲ့ပုဂ္ဂိုလ်ဆိုတော့ဖယားရဲ့အာဘော်မိအောင်ဖြေတယ်ဘယ်ကလာတော့လို့မေးတာပဲဘဝကလာတာတော့ဆိုတော့ तू မသိလို့မသိပါဖယားဖြေတယ်အဖြေမှန်မယ်ဘယ်သွားမလို့လဲဆိုတာဘယ်ဘဝသွားမလို့လဲလို့မေးတော့တပည့်တော်မသိပါဖယားဟောဖြေတာမသိဘူးလားလို့မေးတာနင်တရားမှမသိဘူးလားလို့မေးတော့သိပါတယ်ဖယားလို့ဖြေတာဒါဖြင့်သိရလားလို့ဆိုတာဘယ်ရက်ဘယ်နေ့ဘယ်အချိန်သိမယ်ဆိုတာသိရလားလို့မေးတာဖြစ်လို့မသိပါဖယားလို့ဖြေတာတဲ့ဟောသူ့အဖြေနဲ့အများကတွေးတဲ့အဖြေကတလန်းစီဖြစ်တယ်ဘာဖြစ်လို့ကမ္မထာအထုတ်ထားတဲ့ပုဂ္ဂိုလ်နဲ့အမထုတ်တဲ့ပုဂ္ဂိုလ်ဟာအမတန်ကွာခြားတယ်အသိဉာဏ်ချင်းကွာခြားသွားပြီပေါ့အကြည့်အဲ့တုန်းကမြတ်စွာဘုရားကမရဏတတိဘာဝနာကိုဟောထားတယ်ဒါကြောင့်မို့တံဝိကတ္တသယောနိသောပရဏတံဝေကဖြစ်လာလို့ရှိရင်လောက်ရမယ့်အလောက်ကဘာတော့မရဏတတိဘာဝနာပွားရမယ်တဲ့ဒါဒီတံဝေကစွမ်းအားလေးတွေတည်သွားပြီးတော့မရဏတတိဘာဝနာပွားတဲ့အေးမရဏတတိဘာဝနာပွားတဲ့အခါမှာနီလမှန်မှန်ကန်ကန်ပွားဖို့လိုအပ်တယ်နီလမှန်မှန်ကန်ကန်ဆိုတာဘယ်လိုပွားမလဲမှန်မှန်ရင်ပွားလို့ရှိရင်မရဏတတိဘာဝနာမဖြစ်ဘူးတဲ့ကြည်အစွန်းလေးမျိုးကိုရှောင်ရမယ်မရဏတတိဘာဝနာပွားအေးတချို့ကတော့ဟာသေတာတွေမစင်စားကြပါဘူးလို့တော်တော်များများဗမာပြည်မှာအယူဆတော်တော်များများလေဆေးကနေသွားပြီးတော့ medical check up လုပ်အောင်မှကြောက်တယ်ဘာဖြစ်လို့လဲဆိုဘာယောဂရှိတယ်ညာယောဂရှိတယ်အဖြေထုတ်လိုက်မှကြောက်တယ်မသိချင်ဘူးဒါလေးကိုသိရင်စိတ်ဆင်းရဲတယ်လေဘာဖြစ်လို့လဲဆိုတော့စိတ်ဆင်းရဲเสียပဲတွေးတတ်တယ်တရားကိုမတွေးတတ်လို့ပေါ့တရားကိုတွေးတတ်လို့ရှိရင်တော့ကြောက်เสียမရှိဘူးပေါ့အဲ့တော့တရားကိုတွေးတတ်အောင်ကြိုးစားဖို့လိုတယ်အေးကောင်းပြီမရဏတတိပွားတော့မယ်ဆိုလို့ရှိရင်အစွန်း၄ချက်ကိုရှောင်အောင်အစွန်း၄ချက်ကဘာလို့ဆိုရင်သေတယ်ဆိုတာအလုံးရဲ့အသေးကိုပွားရမယ်။အော်ဒီနေ့ကျတော့ဒီလူတွေအနှစ်တရာကြော်လို့ရှိရင်တယောက်မှရှိမှာမဟုတ်ဘူးဟောသေခြင်းတရားအနှစ်တရာဟိုပဲဆိုရင်တယောက်မှရှိမှာမဟုတ်တော့ဘူးခုမျက်မြင်ပစ္စုပန်ဘဝမှာရှိနေကြတဲ့အသက်အရွယ်လာစားရှိနေကြတဲ့ပုဂ္ဂိုလ်တွေဟာအနှစ်တရာဟိုပဲတော့မဟုတ်အနှစ်တစ်ထောင်ဟိုပဲဘယ်သူမှမရှိကြတော့ဘူးပေါ့ဆိုတဲ့သိချင်းတရားကိုစဉ်းစားတွေးရမယ်အဲ့ဒီလိုတွေးတဲ့အခါမှာပုဂ္ဂိုလ်တူတယောက်ရဲ့သိဆုံးမှုကိုစဉ်းစားမိလိုက်မယ်အဲ့ဒီပုဂ္ဂိုလ်ဆိုတာနှစ်မျိုးရှိနိုင်တယ်ကိုခင်မင်တဲ့ပုဂ္ဂိုလ်ကိုမုန်းတဲ့ပုဂ္ဂိုလ်ချစ်တဲ့ပုဂ္ဂိုလ်နဲ့မုန်းတဲ့ပုဂ္ဂိုလ်ဆိုနှစ်ဦးဖြစ်လာတယ်ကိုချစ်ခင်တဲ့ပုဂ္ဂိုလ်ရဲ့သေဆုံးမှုကိုသွားတွေးမိလို့ရှိရင်ဘာဖြစ်တတ်တုံးဆိုမရဏတတိမဖြစ်ဘဲနဲ့တောကဖြစ်လာပူလာတယ်စိတ်ထဲမှာပူလာဆိုပါစို့ကိုအမေကိုအဖေကိုညီကိုမောင်နှမကိုရင်းချတဲ့ပုဂ္ဂိုလ်တွေကိုနဲ့ခင်မင်ရင်းနှီးတဲ့ပုဂ္ဂိုလ်တွေရဲ့သေဆုံးမှုဆိုတဲ့မရဏတတိထားမိလိုက်တဲ့အချိန်မှာတောကဝင်လာအဲ့ဒါဘာဝနာမဟုတ်ဘူးတဲ့အစွန်းတစ်ဖက်ရောက်သွားပြီပေါ့အဲ့ဒါလည်းမဖြစ်စေရဘူးတဲ့နောက်ကိုနဲ့မတည့်တဲ့လူဆိုတာလူတွေထဲမှာရှိတယ်ကိုမုန်းတဲ့လူဆိုတာရှိတယ်ကိုမုန်းတဲ့လူရဲ့သေဆုံးမှုကိုသွားပြီးတော့တတိထားလိုက်တဲ့အခါဘာဖြစ်ဝမ်းသာသွားဟုတ်တယ်မတည့်တဲ့လူသေအေးတာပဲလို့ပြောကြတာပဲလေကိုနဲ့မတည့်သေအေးတာပဲဆိုပြီးတော့အဲ့ဒီလိုဝမ်းသာမှုဖြစ်သွားလို့ရှိရင်လေအစွန်းတစ်ဖက်ရောက်သွားလို့မရဏတတိဘာဝနာမဖြစ်ဘူးအဲ့ဒါလေနောက်ဆုံးကိုနဲ့တဲ့တာလည်းမဟုတ်ဘူးတဲ့လည်းမတဲ့ဘူးဟိုမုန်းတဲ့လူလည်းမဟုတ်ဘူးချစ်တဲ့လူလည်းမဟုတ်ဘူးကိုနဲ့မသိတဲ့လူတယောက်ရဲ့သေဆုံးမှုကိုတွေးလိုက်တဲ့အခါကျတော့ဘာဖြစ်တုံးဆိုတန်ဝေခါမဖြစ်ဘူးတဲ့ကြည့်လေကိုမသိတဲ့လူတွေအတုဝလမ်းချသွားတာတွေတွေ့နေကြတာပဲနာရေးကြော်ညာတွေဖတ်ကိုမသိတဲ့လူတွေတွေ့နေတာဘာဖြစ်အဲ့ဒါလို့မဖြစ်လို့ရှိရင်လည်းမရဏတတိဘာဝနာမဖြစ်ဘူးတဲ့နော်
ပုဂ္ဂိုလ်လိုက်ကဲနောက်ကြလို့ရှိရင်မိမိကိုယ်တိုင်ရဲ့သေဆုံးမှုကိုသွားပြီးတော့စဉ်းစားမိလို့ရှိရင်ဘာဖြစ်တော့ဆိုရင်ကြောက်လာတယ်ကိုယ်တရားမှာကြောက်လာတယ်ကြည်ကိုခင်တဲ့လူကြတော့တောကဖြစ်တယ်ကိုမုန်းတဲ့လူကြတော့ဝမ်းသာတယ်ကိုလုံးဝမသိတဲ့ပုဂ္ဂိုလ်ကြတော့တန်ဝေကမဖြစ်ဘူးကိုကြတော့ကြောက်လာတယ်ဆိုတောကစိုးရိမ်စိတ်ဝင်တာကတောကမုန်းလို့ခြေနှက်လာတာကပီတိတန်ဝေကမဖြစ်တာရဲ့ကြောက်တာရဲ့ဒါတွေကမရဏတတိဘာဝနာမဖြစ်เสียအကြောင်းတွေကြီးပဲတဲ့ဒီအစွန်းလေးဘက်ကိုရှောင်ပြီးတော့မရဏတတိဘာဝနာပွားတဲ့အခါမှာတတိလည်းဖြစ်เสียရမယ်ထိတ်လန့်တုန်လုံးမှုဆိုတဲ့တန်ဝေကလည်းဖြစ်ရမယ်အသိဉာဏ်လည်းဖြစ်ရမယ်အဲ့ဒီသုံးခုဖြစ်မှတတိရဲ့တန်ဝေကရဲ့ပညာရဲ့တတိရဲ့တန်ဝေကရဲ့ဉာဏ်ရဲ့အဲ့ဒီသုံးမျိုးနဲ့အလုံးလုံးမှမရဏတတိဘာဝနာဆိုတာဖြစ်တယ်တဲ့ဒါကြောင့်မို့မရဏတတိဘာဝနာကမ္မထာဆိုတာလွယ်နဲ့မဖြစ်ဘူးတဲ့ဘသူသေးတာကိုပဲကြည့်ကိုဆွေမျိုးကိုချစ်ခင်ရင်းနှီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုမုန်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုမသိတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောကကြီးတစ်ခုလုံးမှာမိမိကိုယ်တိုင်အပါဝင်အားလုံးဟာသိဆုံးရမှာပဲဆိုတဲ့အပေါ်မှာတတိစွမ်းအားတွေဖြစ်ရမယ်တန်ဝေကစွမ်းအားတွေဖြစ်ရမယ်စဉ်းစားတဲ့အသိဉာဏ်တွေဖြစ်ရမယ်တဲ့အဲ့ဒီသုံးခုဖြစ်မှမရဏတတိဘာဝနာဟာအောင်မြင်တယ်လို့ဒီလိုပြောတာအေးကောင်းပြီမြတ်စွာဘုရားကမရဏတတိဘာဝနာနဲ့ပတ်သက်ပြီးတော့ဘယ်ပုံပွားရမလဲဝါပုံပွားနည်းလေးအင်္ဂုတ္တရနိကေမှာဟောထားတာရှိတယ်တနေ့ကို2ချိန်လောက်အနည်းဆုံးပွားမိအောင်ကိုယ့်ကိုမရဏတတိဘာဝနာပွားဖို့တနေ့ကို2ချိန်ဆိုတာမနေ့လင်းစတစ်ချိန်နဲ့ညနေနေဝင်စတစ်ချိန်ပေါ့အဲ့ဒီအချိန်လေးမှာဆိုပါစို့နေ့အခါကုံပြောက်လို့ညဥ်ရံရောက်လာပြီဆိုလိုက်တဲ့အချိန်မှာတစ်ချိန်ပွားကြည့်လိုက်ပါစဉ်းစားလိုက်ကိုယ့်အကိုတယောက်တည်းတနေ့တာဖြင့်ကုံသွားပြီညရောက်လာပါပေါ့ကလားနေ့12နာရီည12နာရီရှိတယ်နေ့ညရောက်လာတဲ့အချိန်လေးမှာငါမှသေစရာအကြောင်းတရားတွေအများကြီးရှိနေပါလားငါသေနိုင်တဲ့အကြောင်းတရားတွေအများကြီးရှိနေပါလားအဆေးရှိတဲ့တတ္တဝါတိုက်ကြိုက်လို့လည်းသေနိုင်တယ်နော်တီးချီကဖောက်ပြန်လာလို့လည်းသေနိုင်တယ်တလိပ်ကဖောက်ပြန်လာလို့လည်းသေနိုင်တယ်မတော်တဆလဲချပြီးတော့လည်းသေနိုင်တယ်စားထားတဲ့အစာအာဟာရတွေကအစာမကြေလို့လည်းသေနိုင်တယ်လေဖြတ်ပြီးတော့လည်းသေနိုင်တယ်ဒါဘုရားပြထားတဲ့ဟာပဲခုခေတ်ဆိုဒီတဲ့များတယ်လို့ထားသေစရာအကြောင်းတွေဒီတဲ့များတယ်အဲ့ဒီသုတ်တံမှာဒီလောက်ကလေးကိုနမူနာပြထားတယ်လောကမှာသေစရာအကြောင်းတွေများစွာပဲည12နာရီအတွင်းမှာဟောဒီအကြောင်းတစ်ခုခုနဲ့သေသွားနိုင်တယ်စဉ်းစားလိုက်ပါတဲ့သေနိုင်တယ်ဒါဖြင့်သေနိုင်တယ်ပဲစဉ်းစားရမှာလားနောက်ဘာလုပ်အောင်မလဲဆိုသေနိုင်တဲ့အန္တရာယ်တွေအများကြီးရှိတယ်မသေခင်ငါကောင်းတာတွေလုပ်မှာပဲကုသိုလ်ကောင်းမှုတွေလုပ်မယ်မွန်မြတ်တဲ့ကောင်းမြတ်တဲ့စိတ်ကလေးတွေထားမယ်နော်စိတ်ကောင်းနှလုံးကောင်းတွေထားမယ်ငါစိတ်ထဲမှာအကုသိုလ်မဖြစ်အောင်နေမယ်ကုသိုလ်စိတ်တွေဖြစ်အောင်လုပ်မယ်ဒီလိုနှလုံးသွင်းပါတဲ့ဒါမရဏတတိဘာဝနာတစ်ခုပဲသေခြင်းတရားကိုကြည့်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်ဖြစ်အောင်တွန်းအားပေးတဲ့သဘောပဲမမေ့ဘူးသို့မဟုတ်လို့ရှိရင်ညမှာဆိုလဲပျော်စရာပဲရှာမယ်လေတောင်းလို့စားလို့ပြောမယ်နော်အမျိုးစုံပေါ့လေပျော်စရာတွေတစ်ခုခုနဲ့ပြောမယ်ပျော်ပြီးမောရင်အိတ်လိုက်မယ်ဒါပဲအဲ့ဒီလိုမဖြစ်ရအောင်ကောင်းတာလေးနဲ့အချိန်ကုန်မှုအတွက်ကောင်းတဲ့စိတ်ဓာတ်ကလေးနဲ့ကုသိုလ်ကောင်းမှုငါလုံးပါပဲတ
သိသွားလို့ရှိရင်ငါဒါတွေလုံးဝမှာမဟုတ်ဘူးငါအတွက်အန္တရာယ်ကြီးပဲလို့အန္တရာယ်တွေကိုတွေးပြီးတော့မသိခင်ငါကောင်းတာလေးတော့လုပ်မယ်ဖျားရှိခိုးမယ်ပရိစိတ်မယ်စသဖြင့်ပေါ့လေတရားနှလုံးသွင်းမယ်ဆိုရင်ကောင်းတဲ့အလုပ်ကလေးတွေလုပ်လိုက်ဒါညအခါမှာနှလုံးသွင်းဖို့ပြီးတော့ဘာဆက်နှလုံးသွင်းရမလဲလို့ဆိုလို့ရှိရင်သူနှလုံးသွင်းရမှာငါမှာတဲ့အခုလိုအကြောင်းတစ်ခုခုနဲ့တည်သွားလို့ရှိရင်အပင်ငရဲကြစေနိုင်တဲ့အကုသိုလ်တွေငါထံမှာရှိသလားလို့တွေးလိုက်ပါတဲ့နော်ငါခုချိန်များတည်သွားလို့ရှိရင်စိတ်ဆိုးစိတ်ယုတ်စိတ်ပုတ်တွေကြောင့်အကုသိုလ်ဆိုတာစိတ်ရိုးစိတ်ဆိုးစိတ်ပုတ်တွေကြီးပဲလောဘတွေဒေါသတွေမောဟတွေမာနတွေအိတ်ဓာတွေမစ္စရိယတွေအဲ့ဒီဆိုးညစ်တဲ့သဘာဝတရားတွေအကုသိုလ်တရားတွေငါတဏ္ဍာမှာရှိနေသလားအဲ့ဒီတရားတွေဟာငါ့ကိုအပယ်ကိုချပြစ်မှာပဲငါသိသွားလို့ရှိရင်အဲ့ဒီတရားတွေကငါ့ကိုမကောင်းတဲ့ဘဝကိုပို့ဆောင်လိမ့်မယ်အဲ့ဒီတရားတွေငါတဏ္ဍာမှာရှိသလားလို့တွေးလိုက်တဲ့အခါကျတော့ဟာရှိတာပေါ့လို့အဖြေထွက်လိုက်မရှိရင်လည်းမရှိဘူးလို့ဖြေထွက်လိုက်မယ်နော်အေးရှိတာပေါ့လို့အဖြေထွက်ရင်ဘာလုပ်မလဲမြတ်စွာဘုရားမရဏတတိကနေဆက်ပြီးလုံးဝမဲ့အလုပ်တွေနော်ရှိတာပေါ့လို့ဖြေထွက်လာလို့ရှိရင်ဘာလုပ်မလဲတဲ့အဲ့ဒီအကုသိုလ်တရားတွေကိုအမြန်ဆုံးဖယ်ရှားနိုင်အောင်ကြိုးစားပါဒါဖြင့်တပည့်တော်တို့ဘလောက်မြန်မြန်လုံးဝမှာတော့ဆိုရင်အေးကိုဝတ်ထားတဲ့အဝတ်မီးလောင်နေမညှိမ့်နိုင်အောင်ကဒါကိုအရင်လှုပ်လိုက်လို့ပြောတာခေါင်းမီးလောင်နေလဲမညှိမ့်လိုက်နဲ့အောင်ညှိမ့်မနေနဲ့ဟောဒီအကုသိုလ်ပယ်ဖို့ရအရင်ကြိုးစားလိုက်တဲ့မြတ်စွာဘုရားပယ်ခြင်းတဲ့ဆန္ဒပယ်တဲ့လုံးလားတတိတံပစေညဒီတရားတွေကိုထူထောင်လိုက်ပါတဲ့ဒီလိုကိုဟောထားတာပဲမြတ်စွာဘုရားအဲ့ဒါတွေအရင်လုံးလိုက်ပါတဲ့အကယ်၍များအဖြေကငါမှအဲ့ဒါလို့ဆိုးညစ်တဲ့အကုသိုလ်တရားတွေငါမှမရှိဘူးဆိုလို့ရှိရင်ကုသိုလ်တရားတွေသာငါမှရှိနေတယ်ဆိုရင်ဒါလေးနဲ့ပဲခြေနှက်တဲ့စိတ်ကလေးနဲ့တညတာကုန်လွန်စေပါတဲ့ဟောအဖြေက2မျိုးလာမှာကိုဒါကညာဥယံမှာဆင်ញင်နှလုံးသွင်းမှုရလေးတခုကောင်းပြီအိပ်ပျော်လို့မနဲ့မိုးတော့လို့တိတ်နိုးလာခဲ့ပြီအိယာကထပြီအိယာကထပြီမကြခင်နေမင်းကြီးထွက်တော့မယ်ဆိုရင်စဉ်းစားလိုက်အောင်နဲ့အေးတညတော့ကုံသွားပြီတော့အခုနေ့လည်းရောက်လာပြီနေ့အခါရောက်လာအရုံကျင်းလို့မိုးလင်းလာပြီဩနေ့ပိုင်းမှာဆိုလို့ရှိရင်လည်းငါမှသေစရာအကြောင်းတွေအများကြီးရှိနေပါလားအစိတ်ရှိတဲ့တတ္တဝါတွေကြိုက်လို့လည်းသေနိုင်တယ်မတော်တဆလဲကြပြီးတော့လည်းသေနိုင်တယ်စားတဲ့အစာအာဟာရတွေစာမကြေလို့လည်းသေနိုင်တယ်ယောဂဝေဒနာကြောင့်လည်းသေနိုင်တယ်ခုခေတ်ဆိုပိုများတာပေါ့နှလုံးယောဂနဲ့ဟတ်တက်တို့ဘာတို့ညာတို့ကလည်းပေါ့သွေးထိုးတို့ဘာတို့နဲ့ဒီထဲမှာ accident ဆိုတာတွေကလည်းအများကြီးရှိသေးတယ်နော်အဲ့ဒါလို့သေစရာတွေအကြောင်းတွေအများကြီးအဲ့ဒါလို့တခုခုနဲ့သေနိုင်တယ်ကောင်းပြီတခုခုနဲ့များမတော်တဆငါသေဘေးနဲ့ကြုံသွားလို့ရှိရင်ငါ့ကိုအပယ်ပို့ပြစ်မဲ့အကုသိုလ်စိတ်တွေငါတဏ္ဍာမှာရှိနေသလားလို့တွေးလိုက်ပါတဲ့တွေးလိုက်လို့ရှိရင်အဖြေကရှိတယ်လို့အဖြေထွက်လာလို့ရှိရင်တဲ့အမြန်ဖယ်ရှားနိုင်မှုကြိုးစားအထောက်ပါစိတ်ဆန္ဒကိုကပြင်းပြင်းထန်ထန်ထားပြီးတော့ကြိုးပမ်းအထောက်မှုလုပ်ရမယ်တဲ့တတိကြီးစွာနဲ့ကြိုးစားအထောက်ရမယ်ဆင်ញဉဏ်ကြီးစွာနဲ့ကြိုးပမ်းအထောက်ရမယ်ဒါဖယ်ဖို့အရေးတကြီးလုပ်ပါခုနပြောတဲ့ဥပမာပဲခေါင်းမီးလောင်နေတောင်မငိမ့်နဲ့အောင်အဝတ်မီးလောင်နေတောင်မငိမ့်နဲ့အောင်အဲ့ဒါတွေကအရေးမပါဘူးတဘဝတခန္ဓာပဲဆုံးရှုံးမယ်အကုသိုလ်တရားရှိရင်တန်တရားပါဆုံးရှုံးမယ်ဒါကြောင့်မို့ဒါတွေမလုံနဲ့အောင်အရေးကြီးတာအရင်လှုပ်လို့ဆိုဒီတိုင်းဆိုတော့ဘုန်းကြီးတို့တွေကအရေးမကြီးတာကိုအရေးကြီးနေကြတာအရေးကြီးတာကြတော့အရေးမကြီးဘူးဖြစ်နေကြတယ်ပေါ့နောက်အဖြေကဘာဖြစ်လာတော့ဆိုရင်အေးဒီလိုအကုသိုလ်တရားတွေအပယ်ဆွဲချမဲ့အကုသိုလ်တွေငါမှမရှိဘူးလို့အဖြေထွက်လာပြီဆိုတော့ဘာလုပ်လဲစိတ်ထဲမှာကျဉ်းနဲ့နှစ်သက်မှုလေးနဲ့အဲ့ဒီစိတ်ဓာတ်တွေ
ဖြူစင်အောင်နေတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာတိုးပွားလာအောင်ထားပါတဲ့ဟောတာကမရဏတတိတုတ်ဆိုပြီးတော့မြတ်စွာဘုရားဟောထားတာဘုန်းကြီးတို့မြန်မာပြန်ပြီးတော့အချင်းချုပ်ပြောတာနော်အဲ့ဒါလို့လောက်ပါလို့မြတ်စွာဘုရားဟောတာမရဏတတိဘာဝနာကဒါလောက်ရမယ့်လုပ်ငန်းတစ်ခုပြောပြတာသေတာတွေးပြီးတော့ကြောက်ပြီးစိတ်ညစ်နေဖို့မဟုတ်ဘူးသေတာတွေးပြီးရင်ဘာလုပ်ရမလဲဆိုတာအဖြေထုတ်ရမှာပေါ့နောက်တစ်ခုမြတ်စွာဘုရားကကြည်ခုဟာကတနေ့တာနဲ့12နာရီအနေထားနဲ့တွက်ထားတာမြတ်စွာဘုရားကဒီတဲ့ကိုပဲသေခြင်းတရားကိုအနိကထားနိုင်အောင်သုတ်တန်တစ်ခုမှာဟောထားပြန်နေတယ်စဉ်းစားလို့ရှိရင်အနိကထားနိုင်ရမယ်သေခြင်းတရားကိုဘယ်လိုအနိကထားရမလဲဆိုငါဟာတရက်လောက်တနေ့တညအတွင်သေးနိုင်တယ်တနေ့တညလောက်အသက်ရှင်ရရင်ကိုအမတန်မှတန်ဖိုးရှိပြီငါအသက်အချိန်ရွေးသေးနိုင်တယ်တနေ့တညလောက်အသက်ရှင်ရလို့ရှိရင်တော့တကယ်တန်ဖိုးရှိတဲ့တရားတွေကိုငါကျင့်လိုက်ရမှာပဲ24နာရီနော်24နာရီလောက်ကလေးအသက်ရှင်မရရင်ကောင်းတာတွေငါအများကြီးလုပ်နိုင်မှာပဲလို့ဒီလိုတွေးပါတဲ့မရဏတတိပါနောက်တစ်ခါတွေးရမယ့်အချက်တစ်ခုကဘာလို့ဆိုသေခြင်းတရားနဲ့ပတ်သက်ပြီး24နာရီဆိုတာများလောအားကြီးတယ်နေ့12နာရီလေးလောက်အသက်ရှင်ရရင်တော်ပြီနေ့12နာရီလောက်အသက်ရှင်တဲ့အတွင်းမှာကောင်းတာတွေငါလုပ်နိုင်အောင်ကြိုးစားမှာပဲဒီလိုပြန်ပြီးတော့ခြုံကြည့်လိုက်တခါအဲ့ဒါကိုထပ်ပြီးတော့ခြုံတဲ့အခါကျတော့ဘာလို့ဆိုရင်ထမင်းတနတ်စားတဲ့အချိန်ဆိုတာတယောက်နဲ့တယောက်တော့မတူဘူးပေါ့နေအလုပ်သမားတွေကြတော့မြန်စားမြန်ထလောက်ရတာမျိုးလည်းရှိတယ်စိတ်နဲ့စားတဲ့လူကြတော့နိုင်ဝက်တနားကြီးကြာမှာပေါ့နော်ထမင်းတနတ်စားတဲ့အချိန်ပိုင်းလောက်အသက်ရှင်ရင်တောင်အဲ့ဒီအချိန်ပိုင်းလေးမှာငါကုသိုလ်တွေအများကြီးလုပ်နိုင်တယ်လို့စိတ်ထဲမှာထားပါနှလုံးသွင်းပါတဲ့နောက်တစ်ခါဒါ၄ချက်ရှိသွားမြတ်စွာဘုရားကအဲ့ဒီလိုစဉ်းစားပြီးတော့မရဏတတိကမ္မထာကိုပွားတဲ့ပုဂ္ဂိုလ်တွေဟာတဲ့ထက်ထက်မြက်မြက်မရှိဘူးတဲ့မေးလျော့တဲ့ပုဂ္ဂိုလ်လို့ဘုရားယူဆတယ်လူအသက်ဆိုတာအချိန်မရွေးစက္ကန့်ပိုင်းအတွင်းမှာသိနိုင်တာဒါလောက်24နာရီ12နာရီထမင်းတနတ်စားတဲ့အချိန်တို့ဆိုတာအချိန်သိပ်ကြာလောင်းအားကြီးတယ်ပေါ့အဲ့တော့ထပ်ပြီးတော့ခြုံလိုက်တဲ့အခါကျတော့ဘာတော့ထမင်းကလေးတစ်လုံးစားပြီးတော့မြူချတဲ့အတွင်းကလေးထမင်းကလေးတစ်လုံးကိုစားပြီးတော့မြေချတဲ့အတွင်းလေးဟာဘယ်လောက်ကြာမှလဲနော်ထားပါတော့2မိနစ်လောက်ကြာအဲ့ဒီ2မိနစ်လောက်လေးကိုတန်ဖိုးရှိတဲ့ကုသိုလ်တရားတွေငါရအောင်ကြိုးစားမယ်လို့ဒီလိုတွေ့ပါတဲ့နောက်ဒီတဲ့တူလိုက်တဲ့အခါကျတော့ဘာတော့အသက်ကလေးကိုရှူလိုက်ပြီးတော့ရှိုက်ထုတ်လိုက်တဲ့အချိန်လေးရှိုက်ထုတ်ပြီးပြန်ပြီးတော့ရှူလိုက်တဲ့အချိန်လေးအသက်တရှူတရှိုက်ကလေးအတွင်းလောက်မှာငါကုသိုလ်ကောင်းမှုတွေအများကြီးဖြစ်အောင်လုပ်မယ်ငါအဲ့ဒီအတွင်းမှာသိနိုင်တယ်မသိခင်ကုသိုလ်ကောင်းမှုတွေလုပ်မယ်အဲ့ဒီလိုတွေးတဲ့ပုဂ္ဂိုလ်မှတကယ်ကိုမမေ့မလျော့မရဏတတိဘာဝနာကိုအားထုတ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုမှမြတ်စွာဘုရားကချီးမွမ်းတယ်လို့ဒီသုတ်တံမှာဒီလိုဟောတာဒါမရဏတတိဘာဝနာပွားပုံနဲ့ပတ်သက်ပြီးတော့အင်္ဂုတ္တရနိကေမှာမရဏတတိသုံးဆိုပြီးတော့နှစ်သုတ်ဟောထားတာရှိပါတယ်အဲ့ဒီနှစ်သုတ်မှာလာတဲ့အတိုင်းဒီလိုမရဏတတိဘာဝနာပွားတယ်ဆိုတာသိရမယ့်အချိန်လေးကိုစဉ်းစားပြီးတော့တန်ဖိုးရှိတာတွေကိုအရယူဖို့ပါပဲအဲ့ဒီလိုတန်ဖိုးရှိတာတွေကိုအရမယူဘူးဆိုလို့ရှိရင်ခုနကတန်တရားဝကကျွတ်ဖို့ဆိုတာအမှန်တမ်းခရင်သွားလိုက်မယ်လူဘဝရလာတဲ့ဘဝတန်ဖိုးဆိုတာလည်းမရှိပဲဖြစ်ပါလိမ့်မယ်ကုသိုလ်ကောင်းမှုကြောင့်ရလာတဲ့တန်ဖိုးရှိတဲ့ဘဝကြီးကိုအလဟတအချိန်ဖြုံးပစ်တာနဲ့ထူးထူးပဲဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဒေသနာတော်နှမုတ်တံဝေဇနိယေတုဌာနေတုတံဝေကောထိတ်လန့်စရာကြုံလာလို့ရှိရင်စိတ်ထဲမှာတုန်လှုပ်ထိတ်လန့်မှုဖြစ်အောင်ကြိုးစားပါဖြစ်ပါစေတဲ့ထိတ်လန့်တုန်လှုပ်လာတဲ့အခါမှာလည်းပဲမှန်ကန်တဲ့နိလန်းနဲ့ကျိုးပန်းအထောက်မှုရှိပါစေအဲ့ဒီနှစ်ခုမှမရှိလို့ရှိရင်တန်တရားထဲမှာလဲအောင်ပါပဲ
ဘဝတဏဆိုတာကိုလည်းဖယ်ရှားနိုင်မှာမဟုတ်ဘူးဘဝတဏတွေ့တာအောင်ပိတ်ခါပေးတဲ့အဝိဇ္ဇာဆိုတဲ့တရားကိုလည်းဖယ်ရှားနိုင်မှာမဟုတ်ဘူးဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာတန်ဝေကဖြစ်เสียကျုံလာတာခုမိမိတို့ရဲ့ကျေးဇူးရှင်ဆရာတော်ဘုရားကြီးရဲ့ဂုဏ်ကိုပူဇော်တဲ့အနေနဲ့ဆရာတော်ဘုရားကြီးဟာအေးငါ့ကိုပဲကြည့်ကြဘဝဆိုတာဒီလိုပဲအဆုံးသတ်ကြရတယ်မိမိမလျော့ရော့မနေကြနဲ့လို့ဆိုတဲ့အတိုင်းပဲမိမိတို့ကတန်ဝေကတရားဖြစ်ပွားပြီးတော့ကြိုးစားအထောက်ကြရမှာဖြစ်ပါတယ်မြတ်စွာဘုရားလက်ထက်ကထင်ရှားတဲ့ယဟန်တော်တစ်ပါးအရှင်ရထပါဠဆိုတာထုံလကုဋ္ဌိကလို့ခေါ်တဲ့တရားဒေသမှာစီပါဥစ္စာအဝတ္တန်ကျွယ်ဝချမ်းသာတဲ့တထေသာတူဖြစ်တယ်ထုံလကုဋ္ဌိကအဲ့ဒီမှာကျွယ်ဝချမ်းသာတဲ့ကုရုတိုင်းကကုရုတိုင်းရဲ့ဏိဂုံးရွာတရွာဖြစ်တဲ့ထုံလကုဋ္ဌိကဆိုစပယ်ကြီးကြီးတွေအကြီးကြီးတွေဆောက်လုပ်ထားပြီးတော့ဆိုင်းသမပေါ်များတဲ့အရာတွေအဲ့တော့ထုံလကုဋ္ဌိကဆိုတဲ့အရာကကုရုတိုင်းကကြေးရွာကြီးတဲ့ရွာအဲ့ကြေးရွာကြီးတဲ့ရွာမြတ်စွာဘုရားရောက်လာတဲ့အချိန်မှာတရားဟောတယ်တရားဟောတော့အဲ့ဒီထုံလကုဋ္ဌိကဏိဂုံးမှာအချမ်းသာဆုံးဖြစ်တဲ့ထိတ်တန်တထေးကြီးရဲ့သားဖြစ်တဲ့ရထပါဠဆိုတာတရားပွဲမှာလာရောက်နားထောင်အချမ်းသာဆုံးတထေးသားမြတ်စွာဘုရားတရားနာပြီးတော့နောက်ဆုံးမှာမိဘထံခွင့်တောင်းရင်မယမကမိဘတွေကခွင့်မပြုခြင်းမိမယ်လို့မယမကခွင့်တောင်းပြီးနောက်ဆုံးမှာမြေကြီးပေါ်လှဲအိတ်ဆန္ဒပြပြီးအစာရေးစားဖြတ်ပြီးဆန္ဒပြတဲ့အခါမိဘတွေကခွင့်ပြုလိုက်ကြတယ်မိဘတွေကခွင့်ပြုလို့ယဟန်ဖြစ်သွားတဲ့အခါမှာတရားတော်ကကျင့်သုံးလို့ယဟန္တာဖြစ်သွားတော့အဲ့ဒီထုံလကုဋ္ဌိကကိုဏိဂုံးရွာကိုတစ်ခေါက်ပြန်ရောက်လာတယ်ပြန်ရောက်လာတဲ့အခါတူရီတော်သားလေးဖြစ်လို့မိဘတွေကသူတို့အမွေပစ္စည်းတွေကလည်းများတယ်သူကလည်းအိမ်အောင်တဲ့အမွေပစ္စည်းတွေအတွက်ယဟန်တော်ရထပါဠကိုအမွေပစ္စည်းတွေမျိုးမျိုးပြပြီးတော့လှူထွက်ဖို့ဝိုင်းပြီးတော့ကြိုးစားကြပြန်တယ်အဲ့ဒီချိန်မှာရှားနာဖြစ်နေတော့အလုံးဝိုင်းထားတဲ့ကြားတွေကနေကောင်းကင်ပြန်တက်ပြီးတော့အိမ်ရဲ့မိုးကိုဖောက်ထွက်ခါကောရဗျမင်းကြီးရဲ့မိကစီရဆိုတဲ့ဥယျာဉ်ကိုကြွသွားတာဖြစ်တယ်ဒါဇလံအတူချုပ်ပေါ့နော်ရှင်ရထပါဠဆိုတာတကယ်ချမ်းသာကြွယ်ဝတဲ့တထေသာတူအဲ့တော့ကောရဗျမင်းကြီးရဲ့ကုရုတိုင်းကဘုရင်ကြီးကကောရဗျမင်းလို့ခေါ်တယ်ကုရုကိုအုပ်စိုးတဲ့ဘုရင်ကကောရဗျအဲ့ဒီကောရဗျဘုရင်ကြီးမှာမိကစီရဆိုတဲ့ဥယျာဉ်ကြီးရှိတယ်အဲ့ဒီဥယျာဉ်မှာနေတန်ရခါနေနဲ့တပည့်ရင်မှာထိုင်ပြီးတော့တရားနှလုံးသွင်းပြီးတော့နေတယ်အဲ့ဒီနေ့မှာပဲကောရဗျဘုရင်ကြီးကဥယျာဉ်မှုကိုဆင့်ခေါ်လိုက်တယ်ဆင့်ခေါ်ပြီးတော့ဒီနေ့ဥယျာဉ်တန်ရှင်းရေးလို့တန်ရှင်းရေးဆိုတာလုံခြုံရေးရောပါရောအကုန်လုံးပေါ့နော်ဥယျာဉ်တန်ရှင်းရေးလို့ငါဒီနေ့ဥယျာဉ်ကိုပျော်ပဲစွာထွက်မယ်အလုံးစနစ်ပြင်ဆင်ထားလို့ခေါ်ပြီးတော့အမိန့်ပေးလိုက်တယ်အဲ့တော့မိကွာဆိုတဲ့ဥ
ဥယျာဉ်မှုကြီးကမိကစိရာဆိုတဲ့ဥယျာဉ်ကြီးကိုလုံယုံရေးရစအကုန်လုံးတန့်ရှင်းတတ်ရတော့အောင်တန်ရှင်းရေးတွေလုပ်တယ်လုံခြုံရေးတွေချတယ်အဲ့လိုလုပ်တဲ့အခါမှာဥယျာဉ်ထဲမှာဘယ်သူတွေ့တော့ဆိုရှင်ရထပါဠသစ်ပင်တွေအောင်မှာထိုင်နေတာကိုသွားတွေ့တော့ကောရဗျဘုရင်ကြီးကလည်းသူ့နိုင်ငံမှာလွန်ထင်ရှားတဲ့ထုံလကုဋ္ဌိကတထေးသားလေးသင်္ကန်းဝတ်သွားရဆိုသူကြားတယ်ကြားတော့သူ့ကိုသိတွေ့ချင်စိတ်ရှိတယ်အဲ့ဒီဘုရင်ကြီးကလည်းအခုချိန်မှာအသက်က80လောက်ရှိတယ်သက်80ရှိတယ်ဒီတထေးသားကနေပြီးသင်္ကန်းဝတ်သွားတဲ့ကိုရော့နဲ့တွေ့ချင်အဲ့ဒါကိုဥယျာဉ်မှူးကသိထားတယ်သိထားတော့ရှင်ရထပါဠသစ်ပင်ရင်မှာထိုင်နေတာမြင်တော့တရင်ရှင်မင်းကိုတရင်ပေးမှပဲရှင်မင်းခဏခဏဘုရင်ကြီးကပြောလို့ရှိတယ်ရထပါဠဆိုတဲ့မြို့သားအကြောင်းခဏခဏပြောတယ်ဒါလက်ဆောင်ကောင်းပဲဘုရင်ကိုတရင်ကောင်းပေးမယ်ဆိုပြီးတော့ဥယျာဉ်တန်ရှင်းသုတ်တင်ပြီးတဲ့အကြောင်းရှောက်ရင်းကနေပြီးတော့အဲ့ဒီဥယျာဉ်ထဲမှာရှင်မင်းကြီးတွေ့ချင်နေတဲ့ရှင်ရထပါဠဆိုတာလေတရင်သုံးထိုင်နေတာကိုတွေ့ခဲ့ရပါတယ်ဒီထုံလကုဋ္ဌိကဒီကုန်းရွာကြီးကအချမ်းသာတဲ့ကျဲဝါဆုံးပုဂ္ဂိုလ်ရဲ့သားရှင်မင်းကြီးကိုယ်တိုင်ကမကြာခဏသူ့အကြောင်းပြောတယ်အဲ့ဒီပုဂ္ဂိုလ်ဟာခုဥယျာဉ်ထဲမှာရောက်ရှိနေပါတယ်လို့ဘုရင်ကြီးကိုသတိပေးလိုက်တာသတိပေးလိုက်တော့ဘုရင်ကြီးကတမ္မမိကွာအဆွေတော်မိကွာတော့ရှင်ရင်ကြီးကြီးခေါ်တဲ့သဘောရှိတယ်ဥယျာဉ်မှုကိုတငယ်ချင်းဆိုတဲ့အသုံးနဲ့ခေါ်တာညာသောအဖြစ်ဘုရင်ကြီးကသူ့ရဲ့ဝန်တန်းတွေကိုဗနေဆိုတဲ့အသုံးနဲ့သုံးတယ်အချင်းဆိုတဲ့အသုံးနဲ့သုံးတယ်ဒါပေမဲ့ဒီမှာတော့သူတရင်ကောင်းပေးလို့နဲ့တူတယ်တရင်ကောင်းပေးလို့တမ္မမိကွာအဆွေတော်မိကွာဒါဖြင့်ဒီနေ့ငါတို့ဟာဥယျာဉ်မြေကိုကြည့်ဖို့မလိုတော့ဘူးရှင်ရထပါဠကိုပဲသွားပြီးတော့ရှိကပ်ပြီးသူတရားနာကြမယ်ဆိုပြီးဘုရင်ကြီးကအဲ့လိုဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်ပြီးတော့ဥယျာဉ်ထဲမှာပျော်ပွဲစားထွက်ဖို့စားဝယ်တောက်ဝယ်တွေပြင်ဆင်ထားတာတွေအကုန်လုံးရုပ်သိမ်းဘာတစ်ခုမှမယူဘဲနဲ့အကောင်းဆုံးဖြစ်တဲ့စီတော်ရင်းတွေကိုပြင်ဆင်ပြီးတော့အကောင်းဆုံးဖြစ်တဲ့ရင်းတွေနဲ့သူကကောရဗျဘုရင်ကြီးမင်းကမင်းသားနဲ့ထွက်လာတယ်ရှင်ရထပါဠနဲ့တွေ့ဆုံဖို့ဆိုပြီးတော့မင်းကမင်းသားနဲ့ထွက်လာရောက်တဲ့ကမှဥယျာဉ်ဝမှာပဲရှင်တွေကိုယန္နာထပြီးတော့ခြေချင်းလျှောက်ပြီးတော့ဝင်လာတယ်ဒါထုံတန်းစင်လာပဲရှေးတော့ကကောသလမင်းကြီးကစေတော်အကြောင်းတွေကိုဝင်တဲ့အခါမှာစင်စည်းလာတာဖြစ်စေမြင်းနဲ့လာတာပဲဖြစ်စေစေတော်အကြောင်းမုတ်ပြင်ဘက်မှာဆင်နေမြင်းတွေကိုထားခဲ့တာစေတော်အကြောင်းအတွင်းကိုဝင်တဲ့အခါမှာခြေချင်းလျှောက်ပြီးတော့ဝင်ဒါသူတို့စီမှာထုံးစံပါတယ်နော်ထုံးစံပဲစင်စီမြင်းစီယထာစီပြီးကြောင်းနဲ့မဝင်ဘူးမုတ်ဥမအလုံးချွတ်ထားခဲ့တယ်ချွတ်ထားခဲ့ပြီးတော့ခြေချင်းလျှောက်ပြီးတော့ရှားထူးကြီးတဲ့လူထဲမှာလည်းပဲထင်ရှားကြော်ကြတဲ့ထုံလကုဋ္ဌိကလူတွေချမ်းရံပြီးတော့ရှင်ရထပါဠစီတွားရောက်တယ်ရှင်ရထပါဠနဲ့တွေ့တဲ့အခါမှာဝမ်းမြောက်စကားပြောပြီးတော့ရှင်မင်းက
အဲ့ဒီဥယျာဉ်ထဲမှာအရှင်ရထပါဠအနီးမှာထိုင်ဖို့လှုပ်တဲ့အခါမှာရှင်မင်းဆိုတော့မြေကြီးကိုထိုင်တာမဟုတ်ဘူးရှင်မင်းကထိုင်မဲ့ဆိုရင်သူ့ရဲ့အမှုရန်တွေကသူထိုင်မှုစင်ပေါ်မှာပါလာတဲ့စင်စည်းတဲ့အခါမှာတင်းနဲ့စင်ကုန်းနီးလို့ခေါ်တယ်ပေါ့နော်စင်ပေါ်မှာစီးတဲ့ခုံကြီးကိုချလာပြီးတော့အဲ့ဒီဘုရင်ကြီးထိုင်ဖို့ရအဲ့ဒါစင်ကုန်းနီးကိုခင်းပေးကြတယ်ခင်းပေးတော့ရှင်ရတ္တပါဠကတပင်အောင်မှာဒီတိုင်းပဲထိုင်အဲ့တော့ဘုရင်ကြီးကစင်ကုန်းနီးနဲ့သူ့အတွက်စင်ကုန်းနီးပြင်လိုက်တဲ့အခါမှာရှင်ရတ္တပါဠကိုအရှင်ရတ္တပါဠဟောဒီစင်ကုန်းနီးပေါ်မှာထိုင်ပါလို့ဖိမှန်တကပြုတ်တယ်ဒါရှုသိလေးစားတဲ့အနေနဲ့ပေါ့အဲ့တော့ရှင်ရတ္တပါဠကပြောတော့ရှင်မကြီးမထိုင်တော့ပါဘူးရှင်မကြီးပဲထိုင်လိုက်ပါဒီမှာသူကတော့သူ့ထိုင်နေမြဲနေရမှာပဲထိုင်မှမယ်လို့ဘုရင်ဆိုတော့အဲ့လိုပဲသူထိုင်နေနေရပဲထိုင်ပါတော့မယ်အဲ့ဒီမှာဘုရင်ကြီးပဲထိုင်ပါလို့ပြောတယ်ကောရဗျမင်းကြီးကလည်းသူ့အတွက်ခင်းပေးထားတဲ့နေရာမှာထိုင်ပြီးတော့အရှင်ရထပါဠနဲ့စကားစပြီးတော့ပြောတာအဲ့ဒီစကားပြောတာလေးကစိတ်ဝင်စားစရာကောင်းတယ်နော်စိတ်ဝင်စားတဲ့ကောင်းသူစပြောလိုက်ပုံကတော့ဘာလို့ဆိုရင်သူတို့ခေတ်မှာဒီဘုန်းကြီးဝတ်တယ်ပေါ့လေခုခေတ်လို့ပြောမှဆိုရင်ဆံမုတ်စိတ်ပဲပြီးတော့မိသားစုဘဝကနေပြီးတော့မိသားစုမရှိတဲ့ဘဝဘုန်းကြီးဝတ်ကြတယ်ဆိုတာဆိုနော်ရှစ်သေးဝတ်ထားရှိတယ်မိသားစုဘဝကနေပြီးတော့အိမ်ရှိတဲ့အနေထားကအိမ်မရှိတဲ့ဘဝရောက်ပစ္စည်းဥစ္စာရှိတဲ့ဘဝကနေပစ္စည်းဥစ္စာတွေစွန့်ပစ်ခဲ့တယ်ဆွေတွေမျိုးတွေရှိတဲ့ဘဝကဆွေတွေမျိုးတွေကိုစွန့်ပစ်ခဲ့တယ်အဲ့ဒီမှာဘုရင်ကြီးကသူသိချင်တာမေးတယ်လောကမှာတဲ့ပျက်စီးခြင်း၄မျိုးတစ်ခုနဲ့ခြုံမှသာလဲလူတွေဟာအိမ်တော်ရသဘဝကနေပြီးတော့ထွက်ခွာပြီးရှဟံပြုကြတာဖြစ်တယ်ပေါ့ရှဟံပြုကြတာဖြစ်တယ်ပျက်စီးခြင်း၄မျိုးဆိုတာပါတော့ဆရာပါရိစုံညအိုခြင်းဆိုတဲ့ပျက်စီးခြင်းဗျာတိပါရိစုံညယောဂရလို့ပျက်စီးခြင်းဘောဂပါရိစုံညစိဝဥစ္စာပြည့်ခြင်းယာတိပါရိစုံညဆွေတွေမျိုးတွေမရှိတော့ခြင်းပျက်စီးခြင်းအဲ့ဒီ၄မျိုးနဲ့ကြုံတဲ့အခါမှာလူတွေကဘုန်းကြီးဝတ်လို့ရှိကြတယ်ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေကမဟုတ်ဘူးနော်အဲ့ဒါနဲ့ပတ်သက်ပြီးသူနားမလဲလို့မေးကြည့်တာဘာလို့လို့ဆိုရှင်ရထပါဠကထုံလကုဋ္ဌိကမှာသူချမ်းသာဆုံးပဲအဲ့ဒီဒေသတစ်ခုလုံးကသူ့အမျိုးကြီးပဲတထေးတွေကိုသူ့အမျိုးကြီးပဲအမျိုးတွေကလည်းအများကြီးပြီးတော့သူကြည့်လိုက်တော့လေအရွယ်ကငယ်ငယ်ရွယ်ရွယ်ပဲရှိသေးတယ်စပင်မဖြူသေးဘူးနော်တုကာလကေတော့နုပြိုတော့စပင်နဲ့တုံးအရွယ်ကောင်းတုံးဆိုအသက်20 30ကျော်အဲ့ဒီရွယ်30 40အရွယ်ပေါ့အဲ့ဒီတို့ရွယ်ပဲရှိသေးတယ်အဲ့တော့ခုလိုသင်္ကန်းဝတ်တဲ့ဆိုတာတဲ့ပျက်စီးခြင်း၄မျိုးနဲ့ကြုံမှဝတ်တယ်အဲ့တော့ဘုရင်ကြီးကရှင်းပြတယ်အရှင်ရထပါဠတဲ့လောကမှာအချို့ပုဂ္ဂိုလ်တွေဟာအိုမင်းရင့်ရော်လာတဲ့အခါမှာအသက်ရွယ်ကြီးလာတော့သူစဉ်းစားတယ်တဲ့ငါဟာအသက်လည်းကြီးလာပြီအိုမင်းလာပြီ
ငါဟာလောက်ကင်စားဖို့ခက်သွားပြီမရသေးတဲ့စီစဉ်ကိုရအောင်ရှာဖို့ရှာပြီးသားစီစဉ်ကိုတိုးတက်အောင်လုပ်ဖို့ငါမှမစွမ်းနိုင်တော့ဘူးတက်ကြီးသွားလို့အလုတ်လုတ်မစားနိုင်တော့ဘူးပေါ့နော်မရသေးတဲ့စီစဉ်ရဖို့ရှာပြီးသားစီစဉ်တိုးပေါအောင်လုပ်ဖို့ဆိုမရှိတော့ဘူးဒါကြောင့်မို့လို့လူပေါင်းလူဘဝခွာရှောင်ပြီးတော့ဖိုင်စွန်းတဲ့အဝတ်ဝတ်ပြီးနာဂရိယဘဝအင်ဂျီမရှိတဲ့ဘဝမျိုးကိုကုပြောင်းရင်ကောင်းမှာပဲလို့လူတွေကအသက်ရွယ်အိုမင်းလာမှသင်္ကန်းဝတ်ဖို့စဉ်းစားတယ်အဲ့ခက်ကနော်အသက်ကြီးလာလို့လောက်ကစားတော့ဖို့ခက်လာပြီဆိုမှသင်္ကန်းဝတ်ဖို့စဉ်းစားတယ်အဲ့ဒါလို့စဉ်းစားပြီးတော့သူဟာတကယ်ပဲဘုန်းကြီးဘဝကုပြောင်းလိုက်တယ်အခုတော့အရှင်ရတ္တပလာကအခုမှအသက်ကငယ်ငယ်လူပြိုတော့မယ်ရှိသေးတယ်ဆပင်ကလည်းနဲ့တုံးမယ်အရွယ်ကလည်းကောင်းတော့မယ်ပထမအရွယ်ပဲရှိသေးတယ်ဆိုတော့သူက33နှစ်အတွင်းပဲရှိသေးတယ်ပထမအရွယ်ဆိုတာ33နှစ်အတွင်းကိုခေါ်တာနော်ဒုတိယအရွယ်ဆိုတာ34နှစ်ကနေပြီးတော့66နှစ်ကိုခေါ်တာဟိုဘက်ကျတော့တတိယအရွယ်လို့ခေါ်တယ်33နှစ်စီပိုင်းသွားတာလို့ဆိုလို့တယ်နှစ်တရာကို33ပိုင်းသွားတာဒါရေပုံရအင်ချချက်ပေါ့နော်အသက်တရားဓမ္မ3ပိုင်းပိုင်းထားတာပထမအရွယ်ဆိုအသက်33နှစ်အတွင်းမှာပဲရှိသေးတယ်လို့ရှင်ရတ္တပလာကအသက်ကမတမ်းမငယ်သေးတာအိုမင်းရင်ရောခြင်းဆိုတဲ့ဆုံးရှုံးမှုအိုမင်းချင်းဆိုတဲ့ဆုံးရှုံးမှုနဲ့မကြုံတွေ့ရပဲနဲ့ရှင်ရတ္တပလာဘာသိဘာတွေ့ဘာကြားပြီးတော့နော်ဘာတွေကိုသိလို့ဘာတွေကိုမြင်လို့ဘာတွေကိုကြားပြီးတော့အခုလိုရန်ဟောရတာလေလို့ဒီမေကုန်းကသူကပေးချင်နော်ဒါတစ်ခုဒါမေကုန်းတစ်ချက်နောက်မေကုန်းတစ်ခုကလောကမှာတဲ့ရန်ဝတ်တယ်ဆိုတာယောဂဝေဒနာရပြီးတော့လောက်ကင်မစားနိုင်တဲ့ပုဂ္ဂိုလ်တွေဝတ်ကြတယ်လောက်ကင်မစားနိုင်တဲ့ပုဂ္ဂိုလ်တွေယောဂရနေတော့ရှိဘဥစ္စာမရှာနိုင်တော့ဘူးမရသေးတဲ့စိစိဥစ္စာရဖို့ရှာပြီးသားစိစိဥစ္စာတိုးတက်အောင်လုပ်ဖို့မဖြစ်နိုင်တော့မဖြစ်နိုင်တဲ့အခါမှာယောဂဝေဒနာနှိမ့်ဆက်ယောဂဝေဒနာနှိမ့်ဆက်ဆိုတာတရှောင်းရှောင်းလောက်ကင်စားလောက်အောင်ကျမ်းမာရေးမကောင်းတာပြောတာနော်အသက်သေးလောက်အောင်ဖြစ်သေးဘူးလောက်ကင်စားတာဖို့မဖြစ်နိုင်လောက်အောင်ယောဂဝေဒနာရတဲ့ပုဂ္ဂိုလ်တွေကငါဟာသမုတ်စိတ်ကိုပယ်ပြီးတော့ယဟန်ဘဝခုပြရရင်ကောင်းပါပဲလူဘဝမှာလည်းပဲလောက်ကင်မစားနိုင်တော့ဘူးဆိုပြီးတော့အဲ့ဒါလို့ခုပြောင်းကြတယ်တဲ့အခုရှင်ရထပါလာကြည့်တော့ကျဉ်းညမမကြီးတယ်ဘာယောဂမှလည်းမရှိဘူးရှင်ရထပါလာလူပြိုလန်းဆန်းကျမကြီးလည်းကောင်းအဲ့တော့ဘာယောဂမှမရှိပဲနဲ့ဘာဘယ်ချက်ကိုသိပြီးဘယ်ချက်ကိုမြင်ပြီးတော့ဘယ်ချက်ကိုကြားရပြီးတော့အခုတို့ရံဘဝရောက်တာတော့ရံပြုတ်လိုက်တာတော့ဘာကိုစဉ်းစားပြီးတော့ရဟန်းဝတ်တာလေဒါဒုတိယမေးခွန်းမေးလိုက်တာစက်တိုက်ပဲသူကမေးနောက်ပြီးတော့တဲ့ဘောဂပရိစ္ဆုညဆိုပါလေတချို့ပုဂ္ဂိုလ်တွေဟာတဲ့အလွန်မဲ့ကြွယ်ဝချမ်းသာကြတယ်သို့တော့တဖြည်းဖြည်းနဲ့စီးပွားရေးကတ်ဆိုင်ပြီးမွဲသွားကြတယ်ချမ်းသာတဲ့လူလည်းမွဲသွားတာစီးပွားရေးကတ်ဆိုင်ပြီးတော့မွဲသွားတတ်တယ်တဲ့အဲ့လိုစီးပွားဥစ္စာတွေပျက်စီးပြီဆိုတဲ့အခါမှာခေါင်းထဲမှာအတွေးဝင်လာတယ်ငါရှာဝေစုဆောင်းထားတဲ့ငါပိုင်ဆိုင်တာတွေလည်းအကုန်မရှိတော့ဘူးဒီသက်ဒီရွယ်မှာငါလောက်ကင်စားတော့ဖို့ခက်ပြီး
မရသေးတဲ့စီးပွားဥစ္စာရအောင်လုပ်ဖို့ရပြီးသားစီးပွားဥစ္စာတွေတိုးတက်ဖို့ဆိုငါမှမဖြစ်နိုင်တော့ဘူးတို့စဉ်းစားမိပြီးတော့ကဲလောက်ကင်မစားဆောင်နိုင်မဲ့တူတူတော့သမုတ်စိတ်ပယ်ပြီးဖန်ရည်စွန်းတဲ့သင်္ကန်းကိုဝတ်ပြီးတော့အနာဂါရိယဘဝနာဂါရိကဘဝကိုကူးမြောက်တာပဲကောင်းတယ်လို့ဆိုပြီးတော့တချို့ဘုန်းကြီးဝတ်ကြတယ်တဲ့အဲ့ဒါလောကမှာရှိတာတွေကိုသူပြောပြအရှင်ရထပါဠကတော့ဒီထုံလကုဋ္ဌိကမှာချမ်းသာဆုံးပုဂ္ဂိုလ်နော်ချမ်းသာဆုံးပုဂ္ဂိုလ်စီးပွားဥစ္စာတွေကလည်းချမ်းသာမှချမ်းသာတဝိရိသောသားလေးလည်းဖြစ်တယ်သုံးမကုန်နိုင်တော့ချမ်းသာတဲ့တရေသားဖြစ်တယ်အဲ့ဒီလိုစီးပွားဥစ္စာပျက်စီးမှုလည်းမရှိပါပဲချမ်းသာကြွယ်ဝပြီးစီးပွားဥစ္စာတွေများပြပါလျက်နဲ့ဘာစိတ်ကူးရပြီးတော့သင်္ကန်းဝတ်ထားတော့ဘုရင်ကြီးနောင်လေကိုတော့ဘာစိတ်ကူးရဒါတော့ပြည့်စုံနေပြီးတော့ဘာစိတ်ကူးရလို့သင်္ကန်းဝတ်ထားလဲသူသိကျင်တာအဲ့ဒါနောက်တစ်ချက်တစ်ခါပြောလောကမှာညာတိပါရိစုံညာဆိုတာရှိတယ်ကိုဟာဆွေတွေမျိုးတွေအတိုင်းဝိုင်းကြီးတဲ့မိတ်ဆွေတွေပေါင်းသင်းနေရှိတချို့ပုဂ္ဂိုလ်တွေဟာကိုယ့်ရဲ့ဆွေတွေမျိုးတွေမိတ်ဆွေပေါင်းသင်းနေဟာတဖြည်းဖြည်းရောပါပြီးတော့တကောင်ကျွဲ့တမျက်နှာဆိုတာမျိုးဘဝမျိုးရောက်လာတတ်တယ်အပေါင်းအသင်းကလည်းမရှိတော့ဘူးဆွေမျိုးရင်းချကလည်းတယောက်မှမရှိတော့အဲ့ဒီလိုတကောင်ကျွဲ့အနေထားမျိုးရောက်လာလို့ရှိရင်တော့စဉ်းစားပြီးတော့သင်္ကန်းဝတ်တွေရှိကြတယ်တဲ့လောကမှာငါတယောက်တည်းယတ္တိတို့မဖြစ်တော့ဘူးငါဟာဆွေမျိုးမဲ့နေတဲ့ပုဂ္ဂိုလ်ဖြစ်လို့အနာဂါရိယယဟန်ဘဝပြောင်းတာကောင်းတယ်ဆိုပြီးသင်္ကန်းဝတ်ကြတယ်အဲ့ဒါယတ္တိပါရိစုံညကြောင့်သင်္ကန်းဝတ်တယ်လို့ခေါ်တယ်အရှင်ရထပါဠမှာတော့တဲ့ဒီထုံလားကုဋ္ဌိကမှာဆွေတွေမျိုးတွေကလည်းအများကြီးမိတ်ဆွေအပေါင်းအသင်းတွေကလည်းအများကြီးလက်ညှိုးထိုးမလွယ်ဒီလိုရှိပါရဲ့တန်းနဲ့ဘာစိတ်ကူးရပြီးတော့ကိုတော့သင်္ကန်းဝတ်လိုက်တာတော့ဘုရင်ကြီးကသူသိကျင်တာတွေဇက်တိုက်ပေးတယ်လောကမှာပျက်စီးဆုံးယုံခြင်းပျက်စီးဆုံးရှုံးခြင်း၄မျိုးအိုရာလည်းပျက်စီးဆုံးရှုံးမှုတစ်ခုယောဂရတာလည်းပျက်စီးဆုံးရှုံးမှုတစ်ခုစီးပွားပြတ်တာလည်းပျက်စီးဆုံးရှုံးမှုတစ်ခုနော်အပေါင်းအသင်းဆွေမျိုးတွေမရှိတာလည်းပျက်စီးဆုံးရှုံးမှုတစ်ခုအဲ့ဒီလိုပျက်စီးဆုံးရှုံးမှုတွေ၄မျိုးနဲ့ကြုံမှရဟန်းဝတ်ကြတာတဲ့ကိုရောမှာတော့ဒါတစ်ခုမှမဖြစ်ဘူးအိုလည်းမအိုသေးဘူးပထမအရွယ်နှုပြိုတော့မယ်လန်းဆန်းတော့မယ်နော်နှုပြိုလန်းဆန်းတော့မယ်ယောဂလည်းမရှိဘူးကျမ်းကျမ်းမာမာကြီးပစ္စည်းဥစ္စာတွေကလည်းလုံးဝပျက်စီးတာမရှိဘူးကြည်ကြည်တဲ့ချမ်းသာဆွေတွေမျိုးတွေကလည်းလက်ညှိုးထိုးမလွယ်ဒီလိုပြည့်စုံနေတာဖြစ်တဲ့နဲ့ဘာစိတ်ကူးရပြီးတော့ရှင်ဖျားသင်္ကန်းဝတ်လိုက်တာတော့ဒါဘုရင်ကြီးကသူသိချင်တဲ့မိကောအဲ့တော့ဒီဟာနဲ့ပတ်သက်ပြီးမှတ်ထားဖို့ရတော့ပါရိစုံည၄မျိုးနော်ပျက်စီးခြင်း၄မျိုးရှိတယ်စရပါရိစုံညဆိုတာအရွယ်ရဲ့ပျက်စီးခြင်းလို့ပြောမှာနှုပြိုတဲ့အရွယ်ပျက်စီးတဲ့အင်အားတွေပျက်စီးသွားတယ်အသက်ကြီးပြီဆိုရင်လေနှုပြိုမှုတွေပျက်စီးသွားတယ်ဖြာတိပါရိစုံညယောဂရတယ်ဆိုတာကျမ်းမာရေးပျက်စီးသွားတယ်ဒါတွေကကိုယ်နဲ့ကိုယ်ခန္ဓာနဲ့ပတ်သက်ဘောခပါရိစုံညဆိုတာစီးပွားပြတ်တာကိုယ်ပိုင်တဲ့ပစ္စည်းတွေမရှိတော့ညာတိပါရိစုံညဆိုတာတကောင်ကျွဲတမျက်နှာဖြစ်တယ်ပေါင်းတင်မရှိတော့ဘူးဆွေမျိုးမရှိတော့ဘူးဆွေမျိုးရင်ချာမရှိတော့အာကိုရမဲ့ပုဂ္ဂိုလ်မရှိတော့အဲ့တော့လူလောကမှာဒီပျက်စီးခြင်း၄မျိုးတည်းကတစ်မျိုးမျိုးနဲ့ကြုံမှသာတ
သင်္ကန်းဝတ်လေးရှိကြတယ်ကိုရောမှာတော့အားလုံးဟာပျက်စီးတာတခုမှမကြုံမနဲ့ဘာစိတ်ကူးနဲ့ဘာတွေ့လို့ဘာသိလို့ဘယ်လိုအချက်တွေကိုမြင်လို့သင်္ကန်းဝတ်တာလဲဆိုအဲ့ဒီမှာရှင်ရထပါလာရှင်းပြတယ်ရှင်မင်းကြီးတဲ့သိတော်မူမြင်တော်မူတဲ့အမှန်တရားကိုကိုယ်တိုင်သိတဲ့မြတ်စွာဘုရားကရှင်ညွှန်းချက်ဓမ္မ၄ရပ်ကိုဓမ္မ၄ပုဒ်ကိုဟောပြောထားတာရှိတယ်သူအဲ့ဒီတရားကိုသူကနားထားတာရှင်ညွှန်းချက်၄ခုသမုဒ္ဒေသ၄ပါးလို့ခေါ်တယ်ဓမ္မဥဒ္ဒေသသဘာဝတရား၄မျိုးလောကကြီးမှာကြုံတွေ့ရတဲ့သဘာဝ၄မျိုးဓမ္မဆိုတာသဘာဝကိုပြောတာပဲလောကမှာလူတွေကြုံတွေ့ရတဲ့သဘာဝ၄မျိုးကိုမြတ်စွာဘုရားကရှင်းလင်းပြီးတော့ဟောကြားထားတာရှိတယ်တဲ့အဲ့ဒီသမုဒ္ဒေသသဘာဝ၄ရပ်ကိုငါဟာသိမြင်ပြီးတော့ဒါကိုသိလို့ဒါကိုမြင်လို့ဒီသဘာဝတရားတွေကိုကြားနာရလို့ရှမ်းပြုတ်လာတာဖြစ်တယ်ပျက်စီးလို့မဟုတ်ဘူးဒီ၄ခုကိုလောကရဲ့သဘာဝ၄ရပ်ကိုငါသိလို့ရှင်အောင်သင်္ကန်းဝတ်တာဖြစ်တယ်အဲ့ဒီ၄ခုကပါလဲလို့ဆိုရင်တခုစီသူကရှင်းပြနံပါတ်1ကဥပနိယတိလောကောအထုဝမြတ်စွာဘုရားကနံပါတ်1ဥပနိယတိလောကောလောကကြီးဟာတွန်းပို့တာခံရတယ်အထုဝခိုင်မြဲတဲ့အရာမရှိဘူးလောကကြီးဟာအဆိုးဘက်ကိုတွန်းပို့နေတာခံရတယ်ခိုင်မြဲမှုမရှိဘူးတတစ်ချက်ဥပနိယတိလောကောအထုဝဥပနိယတိဆိုတွန်းပို့နေတာဆွဲခေါ်တာခံရတယ်အထုဝခိုင်မြဲတာတခုမှမရှိဘူးဒီချက်ကိုငါဒီချက်ကိုမြတ်စွာဘုရားဟောတာအဲ့ဒါကိုငါသဘောပေါက်တာလေနောက်တစ်ချက်ကအတ္တနောလောကောနာဘိတရောလောကကြီးဟာအာကိုရမဲ့သူမရှိဘူးစိတ်သက်သာအောင်ဖြောင်ပြပေးနိုင်တဲ့လူမရှိဘူးလောကကြီးမှာအာကိုရမဲ့သူဆိုတာမရှိဘူးစိတ်သက်သာအောင်ဖြောင်ပြပေးနိုင်တဲ့သူဆိုတာမရှိဘူးဒါဒုတိယအချက်တတိယအချက်ကအတ္တကောလောကောတပ္ပံပဟာယခဗနိယလောကကြီးဟာအတ္တကောကိုပိုင်တဲ့ရှိဥစ္စာဆိုလုံးဝမရှိဘူးကိုပိုင်တာတခုမှမရှိဘူးလူတွေကသာပိုင်တဲ့ထင်တာလောကကြီးမှာကိုပိုင်တာတခုမှမရှိဘူးဘာဖြစ်လို့တော့တပ္ပံပဟာယခဗနိယအားလုံးဟာနောက်ဆုံးထွက်တဲ့ရောက်လာတာနဲ့အားလုံးထားခဲ့ရမှာထားပြီးသွားရမှာဖြစ်တယ်ကိုပိုင်ဆိုင်တယ်ဆိုလို့ရှူသွားကြလို့မရဘူးအားလုံးထားခဲ့ရမှာဒါကတတိယအချက်စတုတ္ထအချက်ကတော့အတိတ်တော့ဥနောလောကောဥနောလောကောအတိတ်တော့တဏှာတတော်လောကကြီးကဘယ်တော့ဖြစ်ဖြစ်လိုနေတာပဲလိုအပ်နေတာဘယ်တော့မှလိုဘမပြေဘူးလောကလူတွေဟာအများရန်လိုအပ်နေတာကြီးပဲဘယ်တော့မှစိတ်ထဲမှာပြေဝတယ်ဆိုတာမရှိဘူးတဏှာထသောအတိတ်တော့จิตနဲ့ရောက်ရဲမှုမရှိဘူးတဏှာထသောတဏှာရဲ့ခြေကျွနေဖြစ်နေတယ်ဟောဒီ၄ခုပဲဒါကိုသိလို့အသိဉာဏ်နဲ့ငါစဉ်းစားပြီးတော့ဒီလောကကြီး
ထွက်ခွာဖို့ယဟန်ဘဝရောက်ဖို့ကြိုးစားတာဒါကြောင့်လုပ်တာလို့အဲ့တော့တရားသဘောနဲ့ကြည့်ပြီးတော့ပြောရတာအဲ့တော့ဒီလောက်ဆိုတော့ကောရဗျမင်းကြီးကနားလည်ပြီလားဆိုလဲသေးဘူးနော်အဲ့တော့ရှင်ရထပါဠိပြောတာနံပါတ်1ကလောကကြီးကိုတွန်းပို့နေတယ်အရာဝတ္ထုတစ်ခုကတွန်းပို့နေတယ်လောကကြီးကမတည်မြဲဘူးမယက်တည်နိုင်ဘူးဒုတိယကလောကကြီးဟာကာကွယ်ဆောက်ရှောက်မဲ့လူမရှိဘူးအာကိုရမရှိဘူးဘယ်သူမှသက်သာအောင်ဖြောင်းပြပြောနိုင်တာမရှိဘူးတတိယအချက်ကလောကကြီးကကိုယ်ပိုင်ဥစ္စာဆိုတာမရှိဘူးအလုံးကိုထားပေးခဲ့ရမှာဖြစ်တယ်ထားပြီးသွားရမှာဖြစ်တယ်စတုထအချက်ကလောကကြီးဟာဘယ်တော့မှပြည့်တယ်မရှိဘူးလူလျက်သာရှိတယ်ဘယ်တော့မှဆန္ဒမပြည့်ဘူးလူလျက်သာရှိတယ်ဘယ်တော့မှမတင်းတိမ်ဘူးတဲ့တဏှာရဲ့ခြေကျွံဖြစ်နေတယ်ဟောအဲ့ဒီလေးချက်ကိုသူအလေးနဲ့စဉ်းစားမိတယ်အဲ့ဒါကိုသိလို့သူကရံဖြစ်တာပါမြတ်စွာဘုရားကဒီလေးချက်ကိုဟောထားတာအဲ့ဒီတရားနာပြီးတော့သူဟာရှားဘဝကိုပြောင်းခဲ့တာပါလို့ပြောတာအဲ့တော့ကောရဗျမင်းကြီးကဥပနိယတိလောကောအတုဝောဆိုတာကိုလောကကြီးကတွန်းပို့ခြင်းကိုခံရရတယ်ဘယ်တော့မှမမြဲဘူးဆိုတာကိုသူသဘောမပေါက်သေးဘူးအဲ့တော့ထပ်မေးတယ်ရှင်ရထပါဠိလောကကြီးကတွန်းပို့တာခံရရတယ်မခိုင်မာဘူးလို့ကိုတော့ပြောတာအဲ့ဒီစကားကိုဘလို့အဓိပ္ပာယ်မှတ်ရမလဲဘာကိုဆိုလိုတာလဲအဲ့ဒီမှာရှင်ရထပါဠိရှင်းပြတယ်ရှင်မင်းကြီးတဲ့စဉ်းစားကြည့်ရှင်မင်းကြီးကအသက်25နှစ်အဲ့ဒီအရွယ်တုန်းကဆိုလို့ရှိရင်ဆင်ပေါ်ကိုလည်းပြည့်တက်နိုင်တယ်မြင်းပေါ်ကိုလည်းပြည့်တက်နိုင်ဆင်လည်းစီးနိုင်တယ်မြင်းလည်းစီးနိုင်တယ်မောင်းနေတဲ့ထားလည်းစီးနိုင်တယ်လေးပြည့်လည်းကျွမ်းတယ်အဲ့ဒီအချိန်မှာရှင်မင်းကြီးဟာခြေကလည်းတမ်းမာတယ်လက်ယုံအားကလည်းတမ်းမာတယ်ဘယ်စစ်ပွဲဖြစ်ဖြစ်ဝင်ရောက်ပြီးတော့နှွှဲနိုင်တယ်အသက်20အသက်အစိတ်လောက်တုန်းကအဲ့ဒါတွေအကုန်လုံးနိုင်တယ်အဲ့ဒါတွေအကုန်လုံးနိုင်တယ်မဟုတ်လားလို့ဆိုဟုတ်တာပေါ့တပည့်တော့ငယ်တုန်းကဆိုရင်ဆင်မော့မှာပြေးပြီးတော့ပြေးနေတဲ့ဆင်ကိုတော့ကပြေးလိုက်ပြီးတော့တက်နိုင်တယ်ပြေးနေတဲ့မြင်းနောက်ကနေပြီးတော့ပြေးပြီးတော့လိုက်နိုင်တယ်အဲ့ဒါလို့ဆင်စည်းမြင်းစည်းမြပြည့်အဲ့ဒီခေတ်ကဒီကိစ္စတွေအလွယ်တကူဓာခုတ်လှန်တို့လေယုံအားလုံးစစ်ပွဲမှာအချိန်ချင်းနှွေးခဲ့တာပေါ့ကိုထင်တာအစွမ်းတကူရှိတယ်လို့တော့ထင်တယ်ခုံလိုက်ပြန်လိုက်ရှမ်းသူတွေကိုဓာနဲ့ခောက်လိုက်တယ်ခုံပြန်ပြီးတော့သူလောက်ခဲ့တာလောကမှာသူလောက်စွမ်းနိုင်တဲ့လူမရှိဘူးလို့တောင်မှထင်ခဲ့ပါတယ်အဲ့လိုပြောတော့ရှင်မင်းကြီးဘယ်လိုထင်တော့အခုရောရှင်မင်းကြီးခုအသက်အရွယ်ကြီးလာပြီနောက်ဆုံးအရွယ်ရောက်နေပြီအသက်80ဖြစ်နေပြီအခုအသက်80ရောဟိုတုန်းက20အစိတ်တုန်းကလို့လုံနိုင်သေးလားလုံနိုင်သလားဘယ်လုံနိုင်မလို့ရတဲ့ဘယ်လုံနိုင်တော့မလဲခုချိန်မှာအသက်80တောင်ရှိနေပြီတခါတည်းများဒီဘက်ကိုခြေလန်းတာဟိုဘက်ရောက်သွားဒီဘက်ကိုခြေတော်ကချမလို့လုပ်တယ်ဟိုဘက်ရောက်သွားတယ်ခြေတော်ကတောင်ကိုလှမ်းညတဲ့အတိုင်းမလှမ်းနိုင်ဘူးတဲ့အဲ့ဒါလို့ဆိုးရုပ်လာတယ်ဆိုတာပြောတော့မင်းကြီးတဲ့မြတ်စွာဘုရားကဓာရီကိုကြည့်ပြီးပြောတာဥပနိယတိလောကောဆိုတာလောကကြီးဟာနုပြိုတဲ့အချိန်ကနေစပြီးတော့အိုမင်းတဲ့ဘက်ကိုတွန်းပို့နေတာ
တနည်းအားဖြင့်ဆွဲခေါ်သွားတာခံရတယ်အဲ့တော့နုပြိုနေတဲ့ပုဂ္ဂိုလ်တွေကိုဘယ်ကိုပို့တော့အိုမင်းနဲ့စီကိုပို့တယ်အိုမင်းတဲ့ပုဂ္ဂိုလ်တွေကိုဘယ်ကိုပို့တော့သိဆုံးခြင်းဆိုတဲ့စီကိုပို့တယ်သာဝရနုပြိုမှာမဟုတ်ဘူးနော်သာဝရတမ္မာနေမှာမဟုတ်ဘူးအဲ့တော့နုပြိုမှုတွေဟာဒီအလုံးဟာအိုမင်းချင်းရင်းရော်ခြင်းမှာပဲအဆုံးသတ်သွားတယ်လူတွေရဲ့နုပြိုမှုသည်အိုမင်းချင်းမှာပဲအဆုံးသတ်သွားတယ်အဲ့ဒါနုပြိုမှုတွေကိုအိုမင်းချင်းဘက်သို့ရောက်အောင်တွန်းပို့တာခံလိုက်ရတာပဲသူကနုပြိုမှုပေါ်မှာမရပ်တည်နိုင်ဘူးဒါကြောင့်မို့အထုဝသာဝရနုပြိုဖို့ဆိုတာမဖြစ်ဘူးအိုမင်းနဲ့ပဲကိုပို့ပြတယ်အဲ့ဒါကြောင့်ဥပနိယတိလောကောလောကကြီးကဘာနဲ့တူတုံးဆိုရင်နှစ်သက်ယုံကိုနွားကိုဆွဲခေါ်နေတယ်လို့ပဲနှစ်ဖားကျိုးတက်ပြီးတော့ကျိုးနဲ့နွားကိုနှစ်သက်ယုံပဲဆွဲခေါ်နေတယ်လို့ပဲနုပြိုတဲ့အနေထားကအိုမင်းနဲ့အနေထားရောက်အောင်ခေါ်သွားတယ်အိုမင်းနဲ့အနေထားကသိဆုံးတဲ့ထိရောက်အောင်ခေါ်သွားတယ်ရက်နေတာမဟုတ်ဘူးနေတိုင်းခေါ်နေတာနေတိုင်းတွန်းပို့နေတာတလန်ပြီးတလန်တလန်ပြီးတလန်နုပြမှုတွေကတနေ့ပြီးတနေ့ကုံဆုံးသွားတာနော်အဲ့ဒါကိုရည်ညွှန်းတာတနေ့ကွယ်သေးနေသို့တခါခုမသေးဘူးမထင်လိုက်ပါနဲ့နေကွယ်တာအကျိန်များလင်လားသေးနေရွာတခါသွားရလိမ့်မယ်တားမရဘူးလူတွေဟာနေကိုတနေ့တစ်ခါတွေ့တယ်နေထွက်တာကိုဘယ်နှခါကြည့်ဘူးဘယ်နှခါတွေ့ရမလဲနေဝင်တဲ့ sunset beauty ကို sunset beauty ကိုဘယ်နှခါကြည့်ရမလဲတနေ့မှဆိုရင်နေတိုင်းကြည့်မယ်ဆိုရင်ရပေါင်း365ရက်အဲ့ကိန်းကနန်းနေနဲ့တွက်ကြည့်လိုက်လို့ရှိရင်ရှူလူတွေဟာတဖြည်းဖြည်းအိုမင်းတဲ့ဘက်သာသွားနေတာပြန်ပြီးတော့နုပြိုလာတဲ့ဘက်မသွားဘူးကောင်းကင်ကအရှိလောကရကထွက်လာတဲ့နေမင်းကြီးဟာဝင်မဲ့ဘက်ကိုပဲသွားနေတယ်ရှေ့ပြန်သွားတယ်လို့မရှိဘူးအဲ့ဒါကိုပြောတာဥပနိယတိလောကောလောကကြီးဟာတွန်းပို့တာခံနေရတယ်ဆွဲခေါ်တာခံနေရတယ်အိုရင်ကနေပြီးတော့သိခြင်းကိုဆွဲခေါ်သွားမယ်အဲ့ဒါဘယ်တော့မှထာဝရယတ္တိလို့မရဘူးဆိုတာအဲ့ဒါကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားကဟောတာပါတဲ့အဲ့ဒါကိုသိလို့နော်အဲ့ဒါကိုသိလို့သူဟာယဟန်ဘဝခုပြောင်းခဲ့တာဖြစ်တယ်မြတ်စွာဘုရားကအဲ့ဒါကိုရည်ရွယ်ပြီးတော့ဥပနိယတိလောကောအထုဩလို့ပြောတာဆိုတော့ဘုရင်ကြီးကသဘောပေါက်သွားတယ်ရှင်ရထပါဠမြတ်စွာဘုရားဟောတာသိမှန်တာပဲနော်ဟုတ်လိုက်တာသူဟာဘုရင်ဖြစ်စအချိန်တုန်းကဆိုရင်အသက်20အစိတ်တဏ္ဍမမစစ်ပွဲတွေချိန်ချိန်နှွှဲနိုင်တယ်ခွန်အားလာတွေပြေးသွားတယ်အခုတော့ခြေတော့လှမ်းတာတောင်မှပဲဟိုဘက်ရိုင်သွားဒီဘက်ရိုင်သွားဖြစ်သွားပြီအဲ့မှာသူသဘောပေါက်သွားတယ်ဘုရင်ကြီးကခေါင်းတငိမ့်ငိမ့်နဲ့သဘောပေါက်သွားတယ်။အော်ဒါကြောင့်ကိုနောက်မင်းကုန်းတစ်ခုသူကထပ်မေးပြန်တယ်။နောက်တစ်ခုထပ်ပြီးတော့သူကပြောတယ်ဟုတ်ပြီတဲ့ဒါတော့သဘောပေါက်ပြီရှင်ရထပါလားအတ္တနောလောကောအနဘိတရောအကာအကွယ်မဲ့နေတယ်ဘယ်သူမှလာရောက်ပြီးတော့ဖြောင်းပြပြီးတော့ပြောဆိုနိုင်မှာမဟုတ်ဘူးကာကွယ်မဲ့နေတယ်ဘယ်သူမှအားကိုးစရာမရှိဘူးလို့ရှင်ဖျားပြောတယ်အဲ့ဒီအဓိပ္ပာယ်ကလည်းအဲ့ဒီအဓိပ္ပာယ်ရောရှင်းပြသမှာဆိုရှင်မင်းကြီးတဲ့ရှင်မင်းကြီးမှာဆွဲကပ်နေတဲ့ယောဂရှိသလားရှိတာပေါ့တခါတခါနေမကောင်းရင်အဲ့ရတယ်မှာပက်လက်ဆွဲကပ်နေတဲ့ယောဂရှိတယ်ယောဂသဲတဲ့အခါမှာဆွေတွေမျိုးတွေအားလုံးကနေလာပြီးတော့
အခုပဲကောရပြဘုရင်ကြီးနတ်ရဆန်တော့မှာပဲကောရပြမင်းကြီးသေတော့မှာပဲဆိုပြီးတော့မိတ်ဆွေပေါင်းတဲ့နေရာဝိုင်းအောင်ပြီးတော့လာကြတယ်လာကြည့်ကြတယ်လူနာလာမေးကြတယ်အဲ့ဒီအချိန်မှာလာရောက်ကြည့်တဲ့မိတ်ဆွေပေါင်းတဲ့နေကိုအေးငါရဲ့ဆွေတော်မျိုးတော်တို့ငါရဲ့မိတ်ဆွေပေါင်းတဲ့တို့ငါဝေဒနာသက်တာအောင်မင်းတို့နည်းနည်းစီခွဲယူကြကွာမင်းကနည်းနည်းယူမင်းကနည်းနည်းယူငါခံစားနေရတဲ့ဝေဒနာသက်တာအောင်ခွဲယူကြလို့ပြောရင်ရလားဒါမှမဟုတ်အဲ့ဒီဝေဒနာကိုရှင်မင်းကြီးတယောက်တည်းပဲကျိတ်မိတ်ခံရသလားမေးတော့ရှင်ရထပါလားဒီလိုလုပ်လို့မရဘူးတဲ့မိတ်ဆွေပေါင်းတဲ့နေကိုလာကြဟိငါခံနေရတဲ့ယောဂဝေဒနာပေါ့ပါအောင်ဝေဒနာကိုခွဲဝေယူချလို့ဘယ်လိုလုပ်ရနိုင်မှာတော့တဲ့သူပဲခံရတာပေါ့တဲ့အေးမြတ်စွာဘုရားကအဲ့ဒါကိုရည်ရွယ်ပြီးတော့ပြောတာအတ္တနောကဲတင်မဲ့လူမရှိဘူးကာဝယ်ပေးမဲ့လူမရှိဘူးကိုဖြစ်ကိုခံဘဝဆိုကိုဖြစ်ရင်ကိုခံရတာဘယ်သူမှမျှဝေခံစားနိုင်မှာမဟုတ်ဘူးအပိစကားလောက်ပဲပြောနိုင်တယ်ယောဂဝေဒနာကိုမျှပြီးခံစားလို့မရမုန်းကြတော့မျှစားလို့ရတယ်နော်အစားကြတော့မျှစားလို့ရတယ်ယောဂဝေဒနာကြတော့ခွဲပွေပြီးတော့မျှပေးလို့မရဘူးဘယ်သူမှလည်းရှုလို့မရဘူးအဲ့ဒါကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားပြောတာတဲ့အတ္တနောလောကောအနာပိတရောကိုဖြစ်ရင်ကိုပဲကျိမ့်မိန်ခံရမယ်ဆိုတော့ဟုတ်လိုက်လေဗျာရှင်ဗျာပြောတာမှန်လိုက်တာအဲ့တော့မြတ်စွာဘုရားဟောတာမှန်လိုက်တာလောကကြီးဟာတကယ်ပဲအကိုရာအကာအကွယ်မရှိကာကွယ်မဲ့နေတဲ့လောကကြီးဖြစ်တယ်ဘယ်သူမှသက်တာရအာပိစကလာပြောနိုင်တာမရှိဘူးသဘောပေါက်သွားတယ်ကိုဖြစ်ကိုခံမယ်ပြီးတော့ဘုရင်ကြီးကဆက်ပြောတယ်ရှင်ရထပါလားတပည့်တော်တို့ရဲ့နန်းတော်မှာမင်းမျိုးဆွေထဲမှာရွှေတွေငွေတွေနော်အဲ့ဒါမှများတယ်တချို့ကမြေကြီးထဲမှာမြုပ်ထားတယ်တချို့ကသိမ့်ထားတယ်နော်အများကြီးရှိတယ်နော်အဲ့ဒါလို့ကိုယ်မှပိုင်ဆိုင်တာတွေနန်းတော်မှာဆိုရင်ပိုင်ဆိုင်တာတွေအများကြီးရှိတယ်ပြည်ကြီးရွှေတိုက်တွေငွေတိုက်တွေအနတ်တိုက်တွေအများကြီးရှိတယ်အဲ့ဒါလို့ရှိပါလေအတန်နဲ့အတကောလောကောတပ္ပံဘာယခမနိယကိုယ်ပဲဥစ္စာမရှိအလုံးထားပြီးသွားရမယ်ဆိုတာဘာအဓိပ္ပာယ်နဲ့ပြောတာလဲဘာအဓိပ္ပာယ်လဲဆိုတော့ရှင်ရထပါလာရှင်းပြတယ်ရှင်မင်းကြီးဘယ်လိုအောင်းမိသလဲတဲ့ရှင်မင်းကြီးကအခုမင်းဘဝမှာနော်ပစ္စည်းဥစ္စာတွေအသုံးပြုပြီးတော့ကာမဂုဏ်အာယုန်ထဲမှာကိုယ်စိတ်တိုင်းကြနေထိုင်ခံစားလို့ရတယ်ခြံရံနေကျွတ်အပြုစုတွေယူရတွေနဲ့ကိုယ်စည်းစိမ်ဥစ္စာတွေကိုကိုယ်တိုင်ခွဲဝေပြီးတော့ပစ္စည်းဥစ္စာသုံးဆောင်ပြီးတော့နေနိုင်တယ်ဟုတ်ပြီအဲ့ဒါလို့နေနိုင်တာဟိုသင်မင်းကြီးဟာအခုလိုဒီဘဝမှာပြည့်ပြည့်စုံစုံနဲ့နေနိုင်တယ်လို့ဓမ္မလုံးဘဝသွားတဲ့အခါမှာလဲဒီပစ္စည်းဥစ္စာတွေအကုန်လုံးနောက်ဘဝမှာလဲငါဒီတိုင်းနေမယ်ဒါတွေကငါသွားရပါသွားမယ်လို့ရှင်မင်းကြီးယူသွားလို့စီမံခန့်ခွဲလို့ရလာလို့ဆိုဘယ်ရမလဲသူပဲနောက်ဆုံးထွက်တဲ့ရဲ့နောက်မှာသူတယောက်တည်းပဲသွားမှာဘယ်သူမှလိုက်ပို့မှာမဟုတ်ပစ္စည်းဥစ္စာနန်းတော်ကြီးဆိုလဲထားပစ်ခဲ့ရရွှေတွေငွေတွေပိုင်ဆိုင်မှုတွေအကုန်လုံးထားပစ်ခဲ့ရနော်ကြံတဲ့ပုဂ္ဂိုလ်တွေအမွေခံတွေကဒီပစ္စည်းကိုစီမံခန့်ခွဲပြီးအသုံးပြုကြမှာဖြစ်တယ်သူကတော့
ကံအတိုင်းပဲသွားရမှာဖြစ်တယ်ရှင်မင်းကြီးမြတ်စွာဘုရားကအဲ့ဒါကိုရည်ညွှန်းပြီးပြောတာပါတဲ့အတ္တကောလောကောလောကကြီးမှာကိုယ်ပိုင်ဥစ္စာဆိုတာမရှိဘူးအဲ့ဒါကိုရည်ညွှန်းပြောတာသိရင်ကိုယ်ပိုင်နာဆိုတာကိုယ်နဲ့တခါတည်းယူသွားလို့မရဘူးတပ္ပံပါယကမနိယအားလုံးဟာထားပြီးသွားရမယ်ဆိုတာဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားဟောတာပါတဲ့အဲ့ဒါသိလို့သင်္ကန်းဝတ်ထိုက်သင်္ကန်းဝတ်ခဲ့တာပါလို့ရှင်ရထပါဠမြတ်စွာဘုရားဟောတာသိမှန်တာပဲသိမှန်တာပဲအားလုံးထားပြီးသွားရမယ်ဆိုတာဟောလိုက်တာအားလုံးဟာထားခဲ့ရမှာပဲဒါဖြင့်ဥနောလောကောအတ္တိတောတဏှတာသောလို့ရှင်ဘုရားပြောတယ်လောကကြီးကဘယ်တော့မှမပြည့်ဘူးလို့လည်းရတာရှိတယ်တင့်တယ်ရောက်ရဲမှုဆိုတာမရှိဘူးတဏှာရဲ့ချစ်ကြွန့်ဖြစ်နေတယ်ဒီအတိတ်ဘက်ကတော့ဘာလို့ဆိုလိုတာလဲဆိုတော့ရှင်မင်းကြီးခုနေတာကုရုတိုင်းကိုအုပ်စိုးပြီးတော့နေတာနော်ကုရုတိုင်းဆိုတာအမှန်တမ်းတာယာဝပြောတယ်ဆိုင်ရည်စပါပေါ်များတယ်နော်တယံဇာတတွေကျွယ်ဝတယ်ရွှေတွေငွေတွေပေါ်တယ်ကျွယ်ဝချမ်းသာတဲ့တိုင်းပြည်တစ်ခုဖြစ်တယ်အဲ့ဒီလိုကျွယ်ဝချမ်းသာတဲ့ကုရုတိုင်းကြီးမှာအရှင်မင်းကြီးကအုပ်စိုးပြီးတော့နေတာအုပ်စိုးနေရတာမှန်တယ်ခုသမင်းကြီးကကုရုတိုင်းရဲ့ဘုရင်ကြီးအနေနဲ့လုပ်နေအဲ့ဒီမှာရှင်မင်းကြီးစဉ်းစားကြည့်အရှိအနောက်တောင်မြောက်အရက်လေးမျက်နှာမှာရှင်မင်းကြီးရဲ့တမန်တော်တွေဆေလွတ်ထားတာရှိတယ်ဆေလွတ်ထားတော့အဲ့တမန်တော်တွေကအရှိဘက်ကတမန်တော်အားဖြစ်စေနောက်ဘက်ကတမန်တော်အားဖြစ်စေတောင်ဘက်မြောက်ဘက်ကပဲဖြစ်စေရှင်မင်းကြီးကိုသတင်းလာပို့လိုက်မယ်ရှင်မင်းကြီးအရှိရက်မှာတော့အမတန်သာရဝါပြောပြီးပြောစရာကောင်းတဲ့တိုင်းပြည်တစ်ပြည်တွေ့ခဲ့တယ်နော်စီဝါဥစ္စာလည်းအမတန်ကောင်းတယ်နော်စီဝါဥစ္စာလည်းအမတန်တရားဇာတတွေလည်းပေါ်များကျွယ်ဝတယ်ရှင်မင်းကြီးစစ်တီဘိုးကနဲနဲ့အဲ့ဒီတိုင်းပြည်ကိုသိမ်းလို့ရတယ်နော်တောင်ဘက်ကလူလည်းထို့တူပဲနောက်ဘက်ကလူကလည်းထို့တူပဲမြောက်ဘက်ကလူကလည်းထို့တူပဲအဲ့ဒီကျွယ်ဝချမ်းသာပြီးပြောစရာကောင်းတဲ့ရှေးမြေဥဒုရတိကောင်းတဲ့ပစ္စည်းဥစ္စာပေါ်များကျွယ်ဝတဲ့တိုင်းပြည်ကြီးတွေသူတွေ့တယ်အဲ့ဒါတွေကိုစစ်တီဘိုးကအနည်းငယ်နဲ့သိမ့်ပိုက်လို့ရတယ်အဲ့ဒါတို့သတင်းလာပေးတယ်အဲ့ဒီလူတွေကလည်းကိုယ့်ရဲ့လူယုံတော်တွေသူတို့ပြောတဲ့အတိုင်းဟုတ်တယ်ဆိုရင်ရှင်မင်းကြီးပါလုံးမလဲရှင်ကြီးပါလုံးမလဲဆိုသွားပြီးတော့အဲ့ဒီတိုင်းပြည်သိမ့်မှာပဲဒီမှာကုရုတိုင်းကြီးတတိုင်းလုံးရှိရတဲ့နဲ့နောက်ထပ်ဒီလိုကျွယ်ဝချမ်းသာတဲ့တိုင်းပြည်တစ်ခုကိုသိမ့်ပိုက်ရမယ်ဆိုရင်သွားသိမ်းအောင်ပါပဲအဲ့ဒါကိုမြတ်စွာဘုရားကကြီးညွှန်းပြောတာတဲ့ဥနောလောကောလောကကြီးဟာလိုအပ်ချက်ပြေဝနေတယ်လို့ဘယ်တော့မှမရှိဘူးလိုနေတာပဲဟုတ်တယ်လေကာရစီရှိလို့ရှိရင်စေသွားသေးလားစီဖို့ကာရစီတော့လိုသေးတယ်နောက်ဝန်တန်းနေစီဖို့ကာရစီလိုသေးတယ်ရုံတက်ရုံစင်သုံးဖို့ကာရစီကုမ္ပဏီမှာကားတွေကလိုသေးတယ်ပြည့်တယ်လို့မရှိဘူးဆောက်ကလည်းဒီမှာဖွင့်တယ်နောက်တနေရာဖွင့်မယ်နောက်တနေရာဖွင့်မယ်ကုမ္ပဏီကလည်းတိုးချဲ့မယ်စီပါဥစ္စာစာဒီနိုင်ငံမှာပြည့်စုံသွားရဲ့နိုင်ငံညာထီအောင်တိုးချဲ့ဘယ်တော့မှဆက်ဆိုင်သွားတယ်ဆိုမရှိဘူးဥနောလောကောလိုအပ်နေတာပဲမြဲတာရှက်သွားတယ်လို့မရှိဘူးတဲ့အတ္တိတော့ဘယ်တော့မှတင်းတိတ်တာမရှိဘူးလိုအပ်ချက်တွေရှိနေတာပဲတဏှာဓာသောတွေ့တာမှုရဲ့ချစ်ကြွအနေနဲ့ပဲလူတွေကနေကြထိုင်ကြတာလို့အဲ့ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကပြောတာပါတဲ့အဲ့ဒါကိုသိလို့သူဟာလောကကြီးဟာဘယ်တော့မှလိုပါပြည့်မှာမဟုတ်ဘူး
ဘယ်တော့မှရောင်ရဲမှာမဟုတ်ဘူးတဏှာရဲ့ကြေးကျွန်ဖြစ်နေတယ်ဆိုတာကိုသိလို့သူသာသနာ့ဘောင်ဝင်ခဲ့တာလို့ပြောတော့အံ့ဩစရာကောင်းလိုက်တာဒီအချက်ကို तू မစင်စားမိဘူးပေါ့နော်လောကမှာမစင်စားမိဘူးမှန်လိုက်တာဆိုပြီးတော့ဘုရင်ကြီးကဝန္တာအာရပြောအဲ့ဒါဓမ္မုဒ္ဒိတ၄ပါးမြတ်စွာဘုရားကလောကကြီးပေါ်ကိုရှုမြင်သုံးသပ်ပြီးတော့ပြတာလောကကြီးရဲ့အနေအထားကို၄မျိုး၄စားခွဲခြားပြီးတော့ပြတာဓမ္မဥဒ္ဒိတလောကကြီးရဲ့သဘာဝ၄ရပ်လို့ပြောခြင်းနဲ့ပြောလို့ရတယ်နော်တတ္တလောကကြီးတစ်ခုလုံးကဒီပုံစံပဲဒီသဘာဝ၄ရပ်အတိုင်းပဲလူတွေသွားလာနေကြတာဆိုပြီးရှင်ရထပါဠကတရားဟောတဲ့အနေနဲ့သူ့ကိုခါထာတွေနဲ့ဆက်လက်ပြီးကြီးကိုတရားဟောတဲ့အနေနဲ့သူ့မိကုံးကိုဖြေတာမဟုတ်ပဲနဲ့ခြုံငုံပြီးတော့ပြန်ပြောပြတယ်ပတ္တမိလောကေတတနေမနုဿိလတ္တနာဝိတ္တနတ္တတာတိမောဟံလောကမှာတွေ့နေရတယ်တဲ့ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတဲ့လူတွေတွေ့နေရတယ်အဲ့ဒီလိုပစ္စည်းဥစ္စာတွေချမ်းသာတာရှိရတန်းတဲ့ကုသိုလ်တော်မှုရဲ့အကျိုးကိုမသိတဲ့မောဟတွေလွှမ်းမိုးထားတဲ့အတွက်ကြောင့်သူတို့ဟာမလှူရက်မပေးရက်ရှိကြတယ်ပစ္စည်းဥစ္စာစုရုံမစုရမလှူကြဘူးမပေးကမ်းကြဘူးလှူတယ်ဆိုတာနော်ဒီပရဟိတအနေနဲ့လိုအပ်တဲ့ပုဂ္ဂိုလ်တွေလှူတာတို့ကြွေးတာမွေးတာအကုန်လုံးပေါ့နော်ပစ္စည်းဥစ္စာတွေကြည်တဲ့ချမ်းသာရဲ့တန်းနဲ့အလှူရဲ့အကျိုးကိုနားမလဲလို့မလှူကြဘူးတဲ့လှုပ်တာတဏ္ဏတဏ္ဍိစယံကရွန်နေတယ်လောဘကြီးပြီးပစ္စည်းစုဖို့လောက်ပဲနေကြည်နေကြတယ်လှူမယ်မြဝေမယ်ဆိုတဲ့စိတ်လုံးဝမရှိဘူးဖေယောဝကာမေပိတေပိုးပြီးတော့လိုချင်လာတယ်ပိုးပြီးတော့တိုးချဲ့တယ်ပစ္စည်းဥစ္စာတွေပိုးပြီးတော့တိုးချဲ့နော်ဘီလီယနာထရီလီယနာနော်ဘလောက်ကျွဲဝရဲဆိုတာခဏခေတ်မှာကြည့်ပေါ့နော်ဘလောက်စီးတဲ့ဥစ္စာတွေများတယ်ဆိုဒါပဲချက်နေတော်လောက်ပြီးတော့ရက်တဲ့လူတယောက်မှမရှိဘူးရာဇပတ္တရှာပထဝေဝိစိတဝါတသကရန္တံမဟိမဝတံတော်တယ်ကျွယ်ဝချမ်းသာတဲ့တိုင်းပြည်ကြီးတစ်ခုလုံးကိုပင်လေကမ်းခြေနှခမ်းတတ်ထားတဲ့မြေပြင်ကြီးတစ်ခုလုံးကိုအုပ်စိုးထားတဲ့ဘုရင်ဖြစ်ပါလေရဲ့တန်းနဲ့သမုဒ္ဒရာရဲ့ဟိုဘက်ကိုသွားပြီးတော့ချဲ့ကျင်သေးတယ်ဟုတ်တယ်လေစဉ်းစားကြည့်ပေါ့နေချဲ့ခေတ်ကဆိုကြည့်လိုက်လေသူ့နိုင်ငံသူရှိရတဲ့နဲ့ပင်လယ်ထဲမှာသင်္ဘောတွေတိဆောက်ပြီးတော့ဟိုဥရောပလူတွေကအာရှကိုလာချဲ့ကြတယ်လေအဲ့ပြောတာဟိုဘက်ကန်းထီအောင်ချဲ့ခြင်းလာပြီးတော့အုပ်စိုးခြင်းအဲ့ဒါကိုပြောဩရံသမုဒ္ဒတအရုပသမုဒ္ဒရာရဲ့အတွင်ပိုင်းကိုပိုင်ထားတဲ့ဟာလောက်တယ်မကျင်တတ်သေးဘူးပါရံသမုဒ္ဒတဝိပတ္တိသမုဒ္ဒရာရဲ့ဟိုဘက်ကန်းဝယ်သွားပြီးတော့သိယူခြင်းသေးတယ်ဒါလောကကြီးရဲ့သဘာဝရာဇာစအင်ကြီးစဘဟုမနုဿာအဝိဒတနာမရဏဥပ္ပန္တိတိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ပဲဖြစ်စေအခြားလူသားတွေပဲဖြစ်စေအလုံးဟာလိုအင်ဆန္ဒမကင်းပဲနဲ့တည်သွားကြတာပဲနော်လိုချင်စိတ်မကုန်ပဲနဲ့ပဲတည်သွားကြတာတဏှာကိုမပယ်နိုင်ပဲနဲ့တည်သွားကြတယ်ဥနာဝဝဟုတ်တော်သဟန္တိတေဟံသူတို့မှလိုရရဲ့သားလင်ဘဝခန္ဓာကိုဆုံးသက်သွားကြတယ်ပြေဝသွားတယ်လို့တော်ပြီဆိုတာတစ်ခါမှမရှိဘူးရှာရင်ဘဝတိတ်လို့သာဆုံးသက်သွားကြတယ်ကာမေဟိလောကမိနဟတ္ထိတိတ်တိလောကမှာတဲ့ပြောစရာကောင်းတဲ့အာယုန်နဲ့တင်းတိမ်နဲ့ဆိုတာချစ်နှက်သွားတယ်အားရသွားတယ်ဆိုတာဘယ်တော့မှမရှိဘူးအဲ့ဒါဒီတရားအနေနဲ့ဆက်ဟောကန္တန္တိ
နံညာတိပခိရိယခေတိအဟောဝတ္တနောအမရာဒိသာဟုဆွေတွေမျိုးတွေကသေပြီဆိုလို့ရှိရင်သပင်ဖားရချပြီးတော့ငါတို့မသေးရင်ဘယ်တော့ကောင်းလိုက်မလဲလို့ကြီးတန်းကြတယ်တဲ့သေပြီဆိုရင်တော့ငိုကြပြီမသေးရင်ဘယ်တော့ကောင်းလိုက်မလဲပြောကြတယ်ဝဋ္ဌိနနံပါရုတ္တံနိဟရိတဝါစိတ်တံသမာဒါယတတောဓဟန္တိသေပြီဆိုတဲ့ကဝဋ္ဌိနနံပါရိတ္တံနိဟရိတဝါပိတ်အောင်နဲ့ပတ်ပြီးတော့ရစ်ပြီးတဲ့အခါမှာထင်ကလာပုံလို့ခေါ်တဲ့မိရှုတဲ့တရားပေါ်မှာတင်ပြီးတော့မိရှုလိုက်ကြတာဒါအိန္ဒိယမှာအဲ့တိုင်းပဲလေနော်ဒါကြောင့်မို့အိန္ဒိယမှာလှုပ်တဲ့ဟာကိုပြောတာလူသေးပြီဆိုရင်ပိတ်တဲ့အုပ်လုံးနဲ့အကုန်လုံးပတ်ချုပ်လိုက်တယ်တကူလုံးပတ်ထုတ်တာအဲ့ဒီခါတကဆွေမျိုးသားချင်းမရှိတဲ့အတုအဆိုသူမလိုက်ပို့တာမဟုတ်ဘူးစိုက်ကားငှပြီးတင်ပေးလိုက်တာစိုက်ကသမားကန့်လန့်ကြီးတင်ပြီးတော့ဒီတိုင်းမောင်းသွားတာမကြာခဏကြုံရတယ်ဗာရဏသီမှာနေတော့ဒါကြီးကကန့်လန့်ကြီးတင်လာတာဘာကြီးပါလဲလို့အောင်မိအကုန်ထုတ်ထတာသူသေးအလောင်းမှမသိတာအကုန်လုံးပိတ်နဲ့အကုန်အုပ်ပြီးတော့ရစ်ထုတ်တာအရှိကြီးအခေါင်းတွေပါလေလည်းပါတာမဟုတ်ကလားသိကန်းတဲ့ချအဲ့ဒါမိသိညို့ဖို့ဒီလိုပဲတဲ့သွားတာအဲ့ဒီတိုင်းပဲအခုပြောတာဝဋ္ဌိနနံပါရုတ္တံနိရိတဝါတဲ့အဝတ်နဲ့ရစ်ပတ်ပြီးတော့ထုံးဆောင်ပြီးထင်းဖို့ပေါ်မှာတင်ပြီးမိရှုလိုက်ကြတယ်တဲ့သောတသတိတုလေဟိတုဇာမနောဧကေနဝဋ္ဌိနပဟယဘောခေနမိယမနတဘောဏိတံအဲ့ဒီမှာထင်္ဂလာဘုံပေါ်မှာမိတင်ရှုလို့ကုန်းမထနဲ့ကုန်းထလို့ရှိရင်တဇူဝါနဲ့ထိုးခံနော်တဇူဝါနဲ့ထိုးတာအဝတ်နဲ့ပတ်ပြီးတော့စီးတဲ့ဥစ္စာတွေတော့ကုန်းထားခဲ့သူဝတ်ထားတဲ့အဝတ်နဲ့နော်ပိတ်ပတ်ထားတာပဲရှိတယ်အဲ့ဒီလိုတည်သွားတဲ့ပုဂ္ဂိုလ်တွေကိုဘယ်ဆွေမျိုးသားချင်းကမှကာဝယ်ဆောင်ရှောက်ပေးနိုင်တာမရှိဘူးတဲ့မိဖို့နဲ့ထဲ့ရှုဘယ်သူမှမကာကွယ်နိုင်တော့ဘူးဆွေတွေမျိုးတွေအားလုံးတငယ်ချင်းတွေဘယ်သူမှမကောဒါပေမဲ့လို့ဒါအရာတကတတ္တတဏဟရန္တိတဲ့သူ့ရဲ့အမွေခံတွေကတော့သူ့ပိုင်သမျှအကုန်သိမ်းသိသွားပြီဆိုရင်အဲ့ဒီလိုသိတဲ့ပစ္စည်းဥစ္စာတွေသူကအမွေစားတွေအမွေခံတွေကသိမ်းတယ်တတောပနာကိစ္စတိယေနကမ္မသိသွားတဲ့လူကတော့ကံစီမံတဲ့အတိုင်းသွားပြီထွက်သွားပြီကျန်တဲ့လူတွေကသူ့ပိုင်သမျှတွေကုန်ခွဲဝေယူကုန်ကြပြီနမိယမနတဏမနွေတိကိဉ္စံဗုဒ္ဓဆာဒါရဆာတဏံဆာရထံသိနေတဲ့ပုဂ္ဂိုလ်အတွက်ဘယ်သူမှစီပါဥစ္စာရှာမှာမဟုတ်ဘူးထားပြခဲ့ရမယ်နာထိကမာယုလက်ပတိထနေနာဥစ္စာပစ္စည်းပေးပြီးတော့အသက်ရှင်အောင်လည်းလုပ်လို့မရဘူးတဲ့နာစာပိဝိတ္တေနစရံဝိဟန္တိအဆံပေးပြီးတော့မအိုးအောင်လည်းလုပ်လို့မရဘူးတဲ့အပံဟိတဇိဝိတမဟုထိတာလူရဲ့အသက်ဆိုတာအမတန်တိုးတယ်လို့ပညာရှိတွေကပြောကြတယ်အတ္တတတံဝိပရိနာမတံဘယ်တော့မှလည်းမမြဲဘူးတဲ့ပြောင်းလဲနေတဲ့သဘောရှိတယ်အတ္တဒလိဒ္ဒသဖုတန်တိဖတ်တာကြွယ်ဝချမ်းသာတဲ့လူပဲဖြစ်ဖြစ်ရှင်အမွေတည်တဲ့လူပဲဖြစ်ဖြစ်နော်ဒီအတွေ့အကြုံတွေကိုတွေ့ကြုံမှာပဲဖြစ်တယ်ဘာလောစဒီရောစတထေဝဖုတ်တော်လူမိုက်ပဲဖြစ်ဖြစ်ပညာရှိပဲဖြစ်ဖြစ်သိဆုံးခြင်းနဲ့တွေ့ရမှာဘာလောစပါလေယဝတိတောဝသေတိဒီရောစနဝေဒတိဖုဒ္ဓဖတ်တော်သေပြီဆိုတဲ့ခါမှာအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်ကတုံ့လှုပ်တယ်တဲ့ပညာရှိကတော့အဲ့လိုမတုံ့လှုပ်ဘူးဒါသဘာဝပဲလို့သိတယ်တတ္တမဟိပညာဝတနေနသေယောဒါကြောင့်မို့လို့စိပပစ္စည်းဥစ္စာတဲ့ပညာကပိုတတ်မှုရှိတယ်လောကကြီးအကြောင်းကိုသိရမယ်သဘာဝကိုစဉ်းစားဆင်ခြင်နိုင်တဲ့အသိဉာဏ်ကတတ်မှုရှိတယ်ယာယဝတနာမိတာခေစတိနော်ဒီပညာကသာလေလမ်းဆုံးပန်းနိုင်ထီအောင်သွားနိုင်တာဖြစ်တယ်
အဗျောတိတတဟိဘဝဘဝေတုပပနိကမ္မနိကရွန်တိမောဟအမှန်တရားကိုမသိကြတဲ့ပုဂ္ဂိုလ်တွေဟာဘဝကျင်းခဲ့မှာမကောင်းမှုအကုသိုလ်တွေကိုလုပ်ရရှိကြတယ်ဥပေတိခဗ္ဗင်္စပရလောကနောက်ဘဝတစ်ခုမှာအမိဝါနဲ့ရောက်ကြပြန်တယ်တန္တရမပစ္ဆပရံပရာယအစဉ်အဆက်တန်တရားလဲကြပြီးတော့တတ္တပပညောပိတ္တဟံတောဥပေတိခဗ္ဗင်္စပရိသလောကနော်ပညာနေတဲ့ပုဂ္ဂိုလ်တွေနောက်ဘဝမှာလည်းပဲထပ်တလဲလဲပဋိသန္ဓေနေကြရတယ်ဆိုတော့ယထာတဏိမုခေခိတော်အိမ်ချမ်းသောကိုဖောက်ဖျက်ပြီးတော့ပစ္စည်းဥစ္စာခိုးယူနေတဲ့တခိုးကိုသူခိုးနေတဲ့ချမ်းစက်မှပဲဖမ်းမိတယ်လက်ပူးလက်ချက်ဖမ်းမိသွားတဲ့အခါတက္ကမုဏဟိညတိပပတ္တမောရှုံးညက်နဲ့ကိုချင်းတရားယုံညက်နဲ့ဒီတခိုးဟာသူ့လောက်ရကြောင်သူ့ကိုညှင်းဆဲတပ်ဖြတ်ခံရတယ်ဧဝံပစ္စပစ္စပရမိလောကေတက္ကမုဏဟိညတိပပတ္တဒီလိုပဲတဲ့တခိုးဟာခိုးရုခိုးတဲ့နဲ့ဖမ်းခံရပြီးတော့အရိုက်ခံရအနှက်ခံရထုထောင်းခံရတယ်လို့ပဲမကောင်းမှုအဟုသို့လှုပ်တဲ့ပုဂ္ဂိုလ်ဟာဓမ္မလောကမှာဒီလိုပဲအညှင်းဆက်ခံရမှာပဲနော်တခိုးပြီးတော့ဝိုင်းရိုက်တယ်လို့ပဲဝိုင်းရိုက်တာခံရမယ်ကာမဟိစိတ်တရမထုရမနောရမလောကမှာလူချင်းစရာအာယုန်တွေဟာအမတမချုပ်မြပြီးတော့ဆန်းကျဲကြတယ်စိတ်နှလုံးကိုပျော်မွေ့စေနိုင်ကြတယ်ဝိရူပဝိရူပေနဝိရူပရူပေနမထင်တိစိတ်တာလူစိတ်ကိုနော်လူစိတ်ကိုစိတ်တိုင်းညချဲလဲနိုင်ကြတယ်ကာမဂုဏ်တွေကအာရိနဝံကာမကုဏီတုဒိဋ္ဌဝတတ္တမအဟံပပ္ပစီတော်မိရာသာအိုရှင်မင်းကြီးကာမဂုဏ်တွေရဲ့အပြစ်ကိုကျွန်တော်ကမြင်လို့ယဟန်ဖြစ်လာတာယဟန်ဟောလာတာပါတဲ့ထုမဖလာနေဝပတန္တိမာနဝတိပင်ကတတိတွေတဖုတ်ဖုတ်ကျွေနေတယ်လို့နော်အမတ်တဝင်ဝင်တိကင်တဖုတ်ဖုတ်ထုမဖလာနေဝပတန္တိမာနဝကလေးတွေကလည်းပဲတတိတိကစအသီးလေးတွေတဖုတ်ဖုတ်ကျွေနေတယ်လို့တဟရာစဝုဒ္ဓစတိတရိရပိတာခန္ဓာကိုယ်ပျက်စီးပြီးငယ်သူရောကြီးသူပါသိဆုံးနေကြတာဧတံပိဒိဋ္ဌဝပပ္ပစိတ်တော်မိရာဇဒါတွေကိုတွေ့ပြီးတော့သူကသင်္ကန်းဝတ်လာတာပါလောကကြီးရဲ့သဘာဝပဲလေအဲ့ဒါတွေကိုသိပြီးတော့သူတန်ဝေကရပြီးသင်္ကန်းဝတ်တာအပ္ပန္နကံတမိညမေဝတေယောဒါတွေရင်ဆိုင်ဖို့အတွက်အကောင်းဆုံးဘဝဖြစ်တဲ့ယဟန်ဘဝကိုသာလေသေချာပေါက်ဒီယဟန်ဘဝဟာရင်ဆိုင်နိုင်လိမ့်မယ်ဆိုတာကိုသိလို့ဒီလမ်းကိုသူရွေးခဲ့တာပါလို့ရှင်ရထပါဠကဘုရင်ကြီးကိုဆက်လက်ပြီးတရားဟောတာဖြစ်ပါတယ်တရားချက်ကသူတော်စင်ပြိဿပေါင်းတို့ဒီတုတ်တန်ဟာဘဝကိုမြတ်စွာဘုရားကဘဝကိုရှင်းရှင်းလင်းလင်းလူတိုင်းရဲ့ဘဝသက်ဆိုင်နေတဲ့သဘာဝတရားကိုသိရှိနားလည်ပြီးတန်ဝေကတရားဖြစ်ပွားတတိတံဝေကရစိမ့်သောငါဟောကြားတဲ့ဒေသနာဖြစ်လို့ကိုဘဝကိုတတိတံဝေကတွေရအောင်ကျင့်ကြံပွားများကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း